ခါတော့မြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုဂျိုးစီဘွားအတ္တအတွက်မြန်မာပြည်ကိုချစ်တဲ့လူလိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီထဲမှာခမရမပအောင်နေဖို့တိုက်တော့ပါတယ်ကျွန်တော်လည်းမပအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးပြောရမယ့်အကြောင်းအရာကတော့ပုံမှန်အတိုင်းကြော်ညာမှာပေါ့နော် channel ကြော်ညာမှာပေါ့ဘာဆိုတော့ the statement channel the statesman channel အမှတ်စဉ်90ထွက်ရှိလာပါပြီအမှတ်စဉ်90ရဲ့ cover story ကတော့ခင်ဗျားတို့မြင်တဲ့အတိုင်းပဲကြားဖြန့်တယ်ဟုတ်ပြတယ်ပါတယ်ကြားဖြန့်နဲ့ပတ်သက်တဲ့ဆိုတာပေါ်ထားပါတယ်ကြားဖြန့်က DKB ကောင်းဆောင်၄ယောက်နဲ့ပတ်သက်ပြီးကြားဖြန့်နဲ့ပတ်သက် American ကသူတို့ပိတ်ဆို့ထားတဲ့အပြင်ဒီ scam center strikes force ဆိုပြီးတော့အထူးနှိမ်နင်းရဲ့အဖွဲ့ဖွဲ့ပြီးတော့ဒါကျွန်တော်တို့ဒီ time မှာနေဆက်တကြိုး target ထားလာပြီအဲ့တော့မြန်မာရဲ့ထိုင်းရဲ့တရုတ်ရဲ့ကမ်ဘောဒီးယားရဲ့လာဝယ်ဗီယက်နမ်အဲ့ဒီ6နိုင်ငံလည်းအရေးပေါ် sorry 9နိုင်ငံလည်းအရေးပေါ်စီးဝေးတွေအကြီးကျယ်လုပ်နေရတဲ့အထိဖြစ်လာတယ်ဒါဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရှိမှာဒီစာမျက်နှာ3မှာတော့သေချာဖော်ပြထားတယ်ဘာလဲဆိုတော့အဲ့ဒီအကြောင်းဆိုတာထက်ဒီကြားဖြန့်ရဲ့ဒီလုံထုံးလုံနည်းလုံပုံလုံနည်းတွေနဲ့တကယ်ကြားဖြန့်တော့မြုပ်နေတာတွေဘာတွေရှိသေးလဲဆိုတာကိုဒါနဲ့ပတ်သက်ပြီးကျွမ်းကျင်နားလည်တဲ့တကယ်လည်းလိလာထားတဲ့ဘယ်လိုလူလဲတော့ခင်ဗျားတို့ဖတ်ကြည့်လိုက်ရင်သိပါလိမ့်မယ်အဲ့ဒီမှာဖက်နဲ့ပတ်သက်ရင်ခင်ဗျားတို့ထင်းကြတဲ့နားလည်တော့ပါလိမ့်မယ်ဒါပေမဲ့တရားကဒီနေ့လမ်းထိပ်လမ်းတွေမှာတော့ရန်ကုန်မြို့ကလမ်းတွေပေါ်မှာတော့ဂျာနယ်ဆိုင်တွေမှာတော့ရောင်းနေပါပြီကုန်လောက်ပြီထင်ပါတယ်တချို့တွေကုန်လောက်ပြီဘာလို့ဆိုတော့အခုကျွန်တော်တို့ the statement channel ကလမ်းမှာဟိုဖြစ်လို့ရှိရင်ဟိုဒီနေ့စနေနေ့ထွက်ဒီနေ့ဆိုရန်ကုန်မှာဖြန့်လိုက်တယ်တန်းလို့နေဆိုရင်ဝယ်လို့မရတော့တင်းနာဆိုရင်ရှာမနေတော့အဲ့လိုဖြစ်လောက်ပြီးဖြစ်ကုန်တယ်တချို့နေရာဆိုင်တွေမှာဆိုရင်ပြိုက်ခနေပဲတချို့နေရာတွေကမရောက်သေးလို့သာရောက်ရင်ပြိုက်ခနေဖြစ်မယ်ဆိုတာမျိုးရှိတယ်ကြားတယ်ဒါတစ်ချက်ပေါ့နော်နောက်တစ်ခုကတော့ဒါကတော့အားပေးတဲ့လူတွေလည်းထူးပဲကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဒီနေ့ထိအမှတ်စဉ်90ရက်တီတာနိုင်အောင်ဟိုဖြစ်တဲ့လူတွေကျေးဇူးတင်ပါတယ်အမှတ်စဉ်100ကျမှပြောမလို့ဒါမှမဟုတ်ခုရဲ့ကျူပြောလိုက်ဆိုဖြစ်သွားပြီဒါတော့ဒီအကြောင်းတွေသေချာလုပ်ထားပါတယ်အဲ့တော့မနက်ဖြန်ကျရင် the statement channel ရဲ့ PDF file ကိုဝယ်ဖတ်မယ်ဆိုရင်ဖတ်လို့ရပါပြီဒါပေမဲ့ PDF file ကျွန်တော်တစ်ပတ်ချင်းစီမရောက်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကတစ်ပတ်ချင်းစီဆိုလူတယောက်ချင်းစီကိုဒီလိုလိုက်ပို့ဖို့ကျွန်တော်အဆင်မပြေဘူးဗျာတယောက်ချင်းစီကိုလိုက်ပို့ဖို့ဆိုတာကျွန်တော်ယူတာမှ PDF file 1500 PDF file တွေရောက်တာ1500ကျပ်ဒါပေမဲ့တယောက်ချင်းစီကိုကျွန်တော်ဒီလိုလိုက်ပြီး email တွေပို့တာမျိုးတယောက်ချင်းအကောင့်တွေလိုက်ပို့တာမျိုးကကျတော့ပြောက်တော့ကြီးဖြစ်တယ်ကျွန်တော်တို့အလုပ်လုပ်ရတယ်လေကျွန်တော်တို့မှလည်းရှိရဝန်ထမ်းနဲ့ရသလောက်စူးစမ်းပန်းစားလုပ်ရတာဖြစ်တဲ့အတွက်အကန့်အသတ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကတစ်ခါ6လစာဝယ်လိုက်တယ်တစ်နှစ်စာဝယ်တယ်အဲ့ဒါမျိုးတွေနဲ့ကျွန်တော်တို့လုပ်ပါတယ်6လစာတစ်နှစ်စာမှာဘယ်လောက်မရှိပါဘူးခင်ဗျားတို့ပြန်တွက်ကြည့်ခင်ဗျားတို့တစ်ခါတလေတရက်မဟုတ်ဘူးဟိုမိနစ်ဝက်ပိုင်းဖြုံးလိုက်တဲ့ပတ်စံလောက်ပဲမိနစ်ဝက်ပိုင်းလေးပဲဖြုံးလိုက်တဲ့ပတ်စံလောက်ပဲရှိပါတယ်တစ်နှစ်ပတ်လုံးစာဝယ်ရင်တော့အဲ့လောက်ပဲရှိပါတယ်အဲ့တော့ဝယ်လို့ရပါတယ်အဲ့တော့ဒါလေးဝယ်ယူလို့ဖတ်ရှိလို့ရပါတယ်တော့ cover story ကဒါပါပဲနောက်တစ်ခုတော့မိုးကုတ်ကတော့ကျွန်တော်တို့အပြိုရဖြတ်ခံလိုက်ရတဲ့မိုးကုတ်ကတော့ကောက်ကွင်းဟိုပါအကြောင်းအရာတွေနဲ့တခြားအကြောင်းအရာတွေဆိုရေးထားပါတယ်နောက်တော့ပကံဖျားဖူးသွားတဲ့လူတွေအတွက်လည်းသူတို့တောက်ကတွေရောက်နေကြတဲ့လမ်းတစ်လျှောက်မှာ PDF တွေထွက်လာတဲ့ကိစ္စကြောက်ရတဲ့တောက်ကတွေထည့်ပြီးသူတို့ပြောလို့ကျွန်တော်တို့လည်းရေးထားပါတယ်ဒါကတော့ BBC အကြောင်းပါ BBC နဲ့ပတ်သက်ပြီးတော့Donald Trump တို့ကလည်းအခုဒါဆိုဒေါ်လာ9ဘီလီယံတောင်းနေပြီဆိုတော့ဒါလည်းကျွန်တော်တို့ highlight လုပ်ထားပါတယ်ဒီမှာဒါတော့ channel ရောမျိုးစုံပေါ့ဗျာဒီမှာကျူးကျော်မျိုးစိတ်တွေမထင်ကျွနိုင်ခြင်းကြောင့်မြန်မာဂေယစနစ်ပျက်စီးတယ်ဟုတ်တယ်ဗျကျူးကျော်မျိုးစိတ်တွေဝင်လာရင်ကျွန်တော်တို့မြန်မာဂေယစနစ်ပြက်တယ်တကယ်မှန်တယ်နော်အဲ့ဒီကြောင်းနဲ့ခင်ဗျအဖြေထွက်တယ်တချို့ဟာတွေးစရာအများကြီးရမယ်နောက်တစ်ခုကတော့ကဘာရေး level မှာရှိတဲ့ဒီနာမည်ကြီးကွန်ဒိုတစ်ခုကတော့အခု Agri Commission စီမှာတိုက်ကြားခံလိုက်ရပြီ Agri Commission ထံမှာတိုက်ကြားခံလိုက်ပြီကဘာရေးလမ်းပေါ်ရှိတဲ့ကွန်ဒိုကြီးတစ်ခုပေါ့နာမည်ကြီးကွန်ဒိုပေါ့ဒါပေမဲ့လည်း Agri Commission ကတိုက်ခံလိုက်ရပြီဘာကြောင့်လဲဆိုတော့သူ့ရဲ့ service တွေနဲ့တခြားသောသူကိစ္စတွေကလူတွေကြားထဲမှာပြောစရာဖြစ်လာတဲ့ခါကျတော့နောက်ဆုံးသက်ဆိုင်ရာသူမကျေနပ်တဲ့သူတွေက Agri Commission တိုင်းလိုက်တိုင်း Agri Commission အဲ့စာကိုလက်ခံပြီးတော့အခုဒါသက်ဆိုင်ရာတိုင်းဆိုအဖွဲ့စီကိုပြပို့လိုက်တယ်တိုင်းဆိုအဖွဲ့ကတော့အဲ့ဒီကိစ္စကိုအမှန်တိုင်းလုပ်ပြီးမလားဒါမှမဟုတ်ဘယ်လိုလုပ်မလဲတော့ကျွန်တော်မသိဘူးအဲ့ဒါစောင့်ကြည့်ရမယ် Agri Commission ကတော့စာထွက်လာ Agri Commission စာတော့ထွက်လာပါပြီဆိုတော့ဒါတခုပေါ့နောက်တစ်ခုကတော့ဒလနဲ့ဒိုလေးချမ်းမှာလေမီတွေရောင်းနေတဲ့ကိစ္စတွေနောက်တရုတ်ထူးစီးပွားရေးစုံဒါဆိုကျွန်တော်ရဲ့မိတ်ဆွေတယောက်ကထူးစီးပွားရေးစုံလာအိုမှာလုပ်တဲ့တရုတ်ထူးစီးပွားရေးစုံကိုတေချာသွားပြီးလေးလာပြီးတော့မှကျွန်တော်စီကိုတေချာရေးပို့ပေးတာကျွန်တော်လည်းတောင်းဆိုရတော့သူတေချာရေးပေးတာအထူးစီးပွားရေးစုံကြီးဆိုပြီးခေါင်းစိတ်တက်ထားတဲ့နောက်ွယ်မှာတရုတ်တွေအထူးစီးပွားရေးစုံနောက်မှာမြုပ်နေတဲ့ကျွန်တော်တို့ကြောက်စရာကောင်းတဲ့မာဖီးယားပုံစံမျိုးတွေခုနဒီကြားဖြန့်ဆန်တဲ့ကိစ္စတွေနောက်တစ်ခါဒီခေါ်လဲဆိုတော့ဒီအပျော်ပါးတွေနဲ့ high ဒီ KTV တွေ high gun တွေဒီလိန်ကိစ္စတွေအဲ့ပြဿနာပေါင်းတောင်းချတော့မြုပ်နေတဲ့အဲ့တရုတ်စီမံကိန်းတွေထူးစီးပွားရေးဇုံတွေနောက်မှာမြုပ်နေတဲ့ဒီမတရားမဝင်စီးပွားရေးတွေအကြောင်းတွေကိုကျွန်တော်မိတ်ဆွေကလာအောင်မှာတေချာသွားလေ့လာပြီးတော့ကိုရေးထားတဲ့ဆောင်းပါးလေးပါတေချာကိုယ်တိုင်ကွင်းစင်းလေးလာရေးထားတဲ့ဆောင်းပါးလေးပါเนาะအဲ့တော့ဘာပဲပြောကျွန်တော်လည်းအဲ့ဒါကိုရအောင်တောင်းဆိုပြီးတော့သူသွားလောက်ခိုင်းထားတာကျွန်တော်လည်းမသွားနိုင်တဲ့အတွက်သွားနိုင်တဲ့လူတေချာသွားပြီးအဲ့ဒီထက်ကိုလေ့လာခိုင်းပြီးရေးခိုင်းတဲ့ဆောင်းပါးတွေဒါမျိုးဆောင်းပါးတွေအများကြီးပါပါတယ်ကျွန်တော်တို့တပတ်တွေမှာဒီရန်ကုန်မြို့ကနေဘယ်ဟိုသွားရင်ဟိုကနေပြည်တော်ဘယ်ဟိုသွားရင်မန္တလေးကဘယ်ဟိုသွားရင်ဘယ်လမ်းတွေကဘယ်လိုအရေးရှိတယ်မရှိဘူးဆိုတာအစလမ်းအကြောင်းတွေခီးစဉ်လမ်းခီးစဉ်တွေအစကျွန်တော်ပေါ်ပြပါတယ်အဲ့တော့တပတ်ကိုကျွန်တော်တို့က
ဂျာနယ်ဆောင်2000နဲ့ရောင်းပါတယ်ကျွန်တော်တို့ကမူရင်း2000နဲ့ရောင်းပါတယ်ကျွန်တော်တို့ချင်းလက်ကားဖြန့်ပေးတဲ့သူတွေကိုတော့ကျွန်တော်ဈေးတစ်ခုသူတို့အမြတ်ရနေတဲ့ဈေးတစ်ခုနဲ့ကျွန်တော်တို့ short ပေးပါတယ်အများကြီးယူတဲ့တိုင်တွေကိုတော့ကျွန်တော်တို့အများကြီးဈေး short ပေးပါတယ်တယောက်ချင်းစီသီးသန့်မားတဲ့ဟာတွေလက်ဟွာတွေကတော့2000နဲ့ရောင်းပါတယ်ဘာလို့ဆိုရောင်းနေလူတွေကြတော့မျက်စိချင်းလို့ပါမျက်မှလည်းသူတို့ဆက်ရောက်မှာဆိုတော့လေနော်အဲ့တော့ထားပါတော့ဆိုတော့ကျွန်တော်တို့အဲ့2000ဟာဟိုစံတတ်မှတ်တဲ့ဈေးနှုန်း2000ကျပ်ဟာတခါတလေခင်ဗျားတို့ဒီနားနဲ့ခိုးနားသွားရင်အဆင်ပြေပါမလားဆိုတော့မသိနိုင်တဲ့ဟာကိုဒါကိုဘယ်ဖိုက်တဲ့တန်းသိသွားမှာတန်းသိသွားပြီးတော့ပတ်စံ2000မကတန်ကြီးရှိတဲ့ဟာတွေပါဒီထဲမှာဒီတစ်စောင်က2000နဲ့မကတန်ကြီးရှိတဲ့ information တွေအများကြီးပါပါတယ်ကျွန်တော်ဒီမှာရုပ်သံမှာပြောလို့မရတဲ့ information အချို့တော့ဒီထဲမှာအများကြီးပါတယ်တခါတလေဒီမှာပါပြီးမှကျွန်တော်ပြန်ပြောတာမျိုးတွေလောက်ရတယ်ရှိတယ်ဘာလို့ဆိုကျွန်တော်တို့ကအချိန်ခါတစ်ခုစောင့်အောင်ပါ timing စောင့်ပြီးတော့ရေးရတဲ့သတင်းတွေရှိလို့ပါအဲဒါကြောင့်မလို့စာနဲ့ပေနဲ့မှတ်ကြောက်တင်တယ်လည်းဖြစ်တဲ့အတွက်ဒီထဲမှာ2000မကတန်တဲ့ value တွေအများကြီးကျွန်တော်တို့ရဲ့နှလုံးသားတွေဒီထဲမှာထည့်ထားပါတယ်ကျွန်တော်တို့ရဲ့လောအားနှုံးတွေကျွန်တော်တို့ရဲ့ကြိုးစားထုတ်မှုတွေနဲ့ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေကိုဒီ channel ထဲမှာထည့်ထားတာပါအဲ့တော့ဟို channel တောင်ပြန်အားပေးတာမျိုး channel တွေကိုအားပေးပြီးတော့မှကျွန်တော်တို့ selection တောင်selection တောင် route နေရာပေါဝင်ပေးတာမျိုးကောင်းပါတယ်ခင်ဗျာခဏလေးတစ်ရက်နေ့လမ်းဖတ်လဲအဲ2000နဲ့တန်လားဆိုတော့ကျွန်တော်တို့ဖတ်ကြည့်ရင်တွေ့ပါလိမ့်မယ်တပုတ်လောက်ဒီ channel ဖတ်ကြည့်လိုက်တဲ့2000ကတန်သလားဆိုတော့ကိုယ်ခံစားရလိမ့်မယ်ခံစားရပါလိမ့်မယ်ဒါတော့ကျွန်တော်အာမခံနိုင်တယ်လေအဲ့တော့ဝယ်ဖတ်ရှုအားပေးချဖို့လဲတိုက်တွန်းပါတယ်တကယ်လို့အလန်းဝေးတယ်ဆိုလဲမလန်းဝေးတယ်ဆိုလဲဝေးတဲ့နေရာ PDF file နဲ့ဝယ်ဖတ်ကြလို့လည်းရပါတယ်ဒါလေးကကျွန်တော်ဆက်ပြောတာပေါ့နော် PDF file နဲ့ဝယ်ဖတ်လို့ရပါတယ်နော်အဲ့ဒါဒါဂျာနယ်ကြီးညာပြီးတဲ့နောက်ဂျာနယ်ကြီးညာနဲ့9မိနစ်6မိနစ်ရှိသွားပြီဂျာနယ်ကြီးညာပြီးတဲ့နောက်တရင်စပြောပါဆိုတော့ဗုဒ္ဓဘာသာကိစ္စနဲ့ကျွန်တော်စပြောပါမယ်အဲ့ဒါဘာလဲဆိုတော့ဗုဒ္ဓဘာသာ issue နှစ်ခုရှိတယ်တစ်ခုကအမေရိကန်မှာဖြစ်တာတစ်ခုကမြန်မာမှာဖြစ်တာအမေရိကန်ဖြစ်တဲ့ဗုဒ္ဓ issue ကတော့ချမဟုတ်ပါဘူးဗုဒ္ဓဘာသာယဟန်တော်တွေကအမေရိကန်မှာမိုင်ပေါင်း2300ရှိတဲ့ငင်းချမ်းခီးကိုခြေချင်းခီးကိုရှောက်ပြီးရှောက်နေပြီဆိုတဲ့သတင်းမှာအဲ့ဒါကတော့ပြောရရင်တော့ပြီးခဲ့တဲ့အောက်တိုဘာနောက်ဆုံးပတ်တည်းကစတာပါဒါပေမဲ့အခုဒီအပိုင်းမှာပို့ပြီးတော့လူတွေကြားထဲမှာ hot ဖြစ်လာတယ် TikTok တွေမှာပေါ်လို့ရတဲ့အခါကျွန်တော်တို့ကိုယ်တိုင်ဒါကိုမြင်တော့ခါမှာအားပေးတယ်ဘယ်နိုင်ငံမှာပဲခြေစိုက်တဲ့ဗုဒ္ဓဘာသာဖြစ်ဖြစ်မြန်မာမဟုတ်သောဗုဒ္ဓဘာသာဖြစ်ဖြစ်ကျန်တဲ့ဘယ်နိုင်ငံသားဗုဒ္ဓဘာသာဆိုဗုဒ္ဓဘာသာဆိုတဲ့ဒီကျွန်တော်တို့ကဗုဒ္ဓဘာသာဖြစ်လို့ဗုဒ္ဓဘာသာဆိုတဲ့အသိစိတ်နဲ့ကျွန်တော်နှလုံးသားတွေကနူးရပါတယ်အေးချမ်းပါတယ်ဗုဒ္ဓဘာသာဝင်ယဟန်တော်တွေကအမေရိကန်မှာရှိတဲ့ဒီ Texas အမေရိကန်တိုင်ဝမ်တောင်ပိုင်းပြည်နယ် Texas ကနေပြီးတော့အရှေ့ပြား Washington DC မြို့တော့အရောက်ဆိုပြီးတော့ငင်းချမ်းခီးမိုင်2300ဝေးငင်းချမ်းခီးကိုခြေချင်းလမ်းလျှောက်ပြီးတော့ဒါငင်းချမ်းခီးစဉ်ဆိုပြီးတော့ခေါင်းစဉ်နဲ့လမ်းလျှောက်ပါတယ်လမ်းလျှောက်တဲ့ဟာကိုစတင်လိုက်တာအောက်တိုဘာ29ကစတယ်လို့ကျွန်တော်အကြမ်းမြင်သိရပါတယ်ဟုတ်တော့ဆိုတော့အဲ့မှာတော့စောင်းပိုင်းကြာနာရေးတာပေါ့နော်ဆိုတော့ရေးပြီးတော့ကြည့်ရတော့သူတို့အကုန်လုံးကဒီ Fort Worth မြို့လေးမှာနေထိုင်နေဗုဒ္ဓဘာသာယဟန်တော်တရားစင်ကျော်တဲ့သူတို့သတင်း300 stock 6ဆိုတဲ့ရက်ကွက်အဲ့ရနေပြီးတော့အဲ့ရက်ကွက်မှာရှိတဲ့ဒီ how to ဝိပဿနာဗိမာန်စင်တာနေပြီးတော့ Washington DC မြို့တော်အထိကိုရောက်မိုင်1300ရှိတဲ့ငင်းချမ်းလမ်းလျှောက်ပွဲသူတို့ရည်ရွယ်ချက်ကတစ်ခုပဲငင်းချမ်းဆိုတော့ American မှာငင်းချမ်းဘူးကဘာနဲ့အဝမ်းတစ်ခုလုံးမှာငင်းချမ်းဖြစ်ဖို့တကဘာလုံးဟာငင်းချမ်းတရားတွေပြန့်နှံ့မှုလို့ပြီးတကဘာလုံးဟာဒီတတ်မဲ့ဖြတ်မဲ့သိမဲ့ကြီးမဲ့သူသေးငါသေးသူသေးကိုသေးအဲ့လိုပုံစံမျိုးတက်ကြဖက်ကြသေးကြကြည့်ကြတဲ့ဒီစစ်ပွဲတွေကိုအသွင်ဆောင်တဲ့လောဘဒေါသမောဟတွေလောဘသောတိုက်တဲ့မိတွေဒေါသတိုက်တဲ့မောဟတိုက်တဲ့မိတွေအဲ့ဒီလောဘသောတိုက်တဲ့မိတွေပေါင်းများစွာနဲ့ပူလောင်မှုမိတွေနဲ့နေနေရတာတွေကိုငြိမ်းချမ်းစေခြင်းနဲ့စိတ်နဲ့ရဟန်းတော်တွေကဗုဒ္ဓရဟန်းတော်တွေကလမ်းလျှောက်တာငြိမ်းချမ်းတဲ့နည်းနဲ့လမ်းလျှောက်တယ်လမ်းလျှောက်ပြီးတော့သူတို့ရဲ့ဒီငြိမ်းချမ်းခြင်းဆိုတဲ့ဆောင်ပုဒ်နဲ့ပြရုပ်တွေကိုပြတဲ့နည်းနဲ့လမ်းလျှောက်တာဆိုတော့ကျွန်တော်တို့အားပေးတယ်ဗျာအမေရိကန်နိုင်ငံမှာလုပ်လဲအားပေးတယ်မြန်မာမှာလုပ်လဲဘယ်နေရာလုပ်အားပေးတယ်ကျွန်တော်ကြည်နူးတယ်စိတ်လဲစိတ်ချမ်းသာပါတယ်ဒီကိစ္စလေးကအဲ့တော့ဖြတ်တန်းသွားလာမှုလမ်းတစ်လျှောက်မှာလဲသွားလာရတဲ့လျှောက်မှာလဲကားတွေဆိုရင်တချို့ကားတွေရပ်ပြီးတော့သူတို့ကသူတို့ခရစ်ယာန်ဖြစ်ဖြစ်အစ္စလာမ်ဖြစ်ပါဖြစ်ဗုဒ္ဓရဟန်းတော်တွေအဲ့လိုသွားတာလေးကိုဒေချာလေးသူတို့ဟိုလေးလေးစားကြည်ကြည်နုံနဲ့သူတို့ရဲ့ဒီပါလာတဲ့စားတော့ဖွယ်ရလေးကိုကတ်လှူပူဆိုတာတွေ့ရတယ်ဆိုတော့သူတို့ဘာပဲပြောဒီပြည်နယ်ပေါင်း10ခုလောက်ကိုမဖြစ်မနေဖြတ်တန်းသွားဖို့ရှိတဲ့အခါကျတော့အဲ့ပြည်နယ်အားလုံးကိုဒီရက်ပေါင်း130ကြာဖြတ်တဲ့အခါမှာဒေသအသီးသီးမှာရှိတဲ့ဗုဒ္ဓဘာသာယဟန်တော်တွေကိုတော့ပူပေါင်းပါဝင်လာလိမ့်မယ်လို့ယူဆတယ်ပေါ့ဗျာအဲ့တော့ဘာပဲပြောအခုတော့ဗုဒ္ဓဘာသာယဟန်တော်အခု16ပါးရှိသွားပြီတဲ့ပထမစထွက်တာနည်းနည်းလေးရစတာတရားစင်းနေစတာပြီးလည်းပြော16ပါးရှိသွားပြီအခုတဖြည်းဖြည်းနဲ့ချားနေရပြီပေါ့ဗျာကျွန်တော်တို့ဟိုဘာလဲဆိုတော့ကျွန်တော်တို့ဗျာဒီမင်းသားကြီးတွန်ဟမ်ရဲ့ကားလို့ပေါ့နော်တွန်ဟမ်ရဲ့ဇာကားတွေကလို့တွန်ဟမ်ရဲ့ကျွန်တော်ဇာကားနာမည်တော့မေ့တယ်ဗျာအမြဲတမ်းကျွန်တော်တို့ဘယ်ချိန်မှဆိုပြန်ကြည့်ရမယ်ဟိုဇာကားလေးအဲ့အမြဲတမ်းဘယ်ချိန်ပြန်ကြည့်ကျွန်တော်အရန်တို့အရန်သဘောကျတယ်တွန်ဟမ်ရဲ့ဇာကားလေးဗျာအဲ့တော့အဲ့ဒီကားတွေကလို့တွန်ဟမ်ကစိတ်ညစ်ညစ်နဲ့လမ်းပေါ်ထွက်ပြေးတာပြင်းနဲ့သူပြေးတာပြီးနောက်ကလိုက်ပြေးတယ်ပြေးကြရင်လည်းပြေးတာ trend ခုလိုရလာပြီးတော့နောက်ကလိုက်ပြေးတယ်မိုင်းနေရရီပြေးကြရင်လည်းပြင်းနဲ့ trend ဖြစ်သွားတဲ့ဟာမျိုးလေအဲ့ကားလို့ပေါ့နော်ဆိုတော့အဲ့ကားတွေကလို့ပဲအခုဒါကတော့အဲ့ကားထက်ပုံမြင့်ပါတယ်အဲ့ဒါတော့ trend ကဘာယူခြင်းမှမသိဘူးနဲ့လျှောက်ပြေးတာအခုကတော့ငင်းချမ်းရေးအတွက်ပြေးတာ
ဆိုတော့ဒီကားဒါလေးကိုကြည့်ပြီးတော့အော်လို့ကောင်းလိုက်တာလို့ကျွန်တော်တွေးပြီးပါတယ်ဗုဒ္ဓဘာသာဟိုရဲ့ဒီငြိမ်းချမ်းရေးအတွက်ကိုရည်ရွယ်ပြီးရည်မှန်းတဲ့လှုပ်ဆောင်ချက်ကိုကြည့်ပြီးတော့စိတ်ချမ်းသာပါတယ်အဲ့တော့အသေးစိတ်ကတော့ခင်ဗျားတို့ဒီကျွန်တော်တို့ဌာနရဲ့ website မှာသွားဖတ်လို့လည်းရပါတယ်American မှာရှိတဲ့ website တွေမှာတော့ဖတ်လို့ရပါတယ်မြန်မာသတင်းဌာနရှိတဲ့ကျွန်တော်တို့ရှိမှလည်းဖတ်လို့ရပါတယ်ဒါမျိုးသတင်းကိုတော့ BBC တို့ဘာလို့လည်းမဖော်ပြပါဘူးခင်ဗျားတို့ခေတ်သစ်မင်းစီမှာတော့လည်းမဖော်ပြပါဘူးဘာလို့ဆိုတော့တို့ကငြိမ်းချမ်းရေးကိုလိုလားတာမဟုတ်ဘူး AR တွေလည်းမဖော်ပြပါဘူးနော်ခင်ဗျားအဲ့ဒီပြည်အုပ်စုတွေတရားမှမဖော်ပြပါဘူးဘာလို့ဆိုတော့ငင်းချမ်းရေးအကြောင်းကိုတို့နားထဲမှာကြားရင်ခါလို့ထင်ပါတယ်မကြားချင်ဘူးထင်ပါတယ်ဘယ်နေရာမှာငင်းချမ်းတာမမြင်ချင်ဘူးစပွဲတွေဖြစ်နေတာတတ်တွေဖြတ်နေတာကိုကြားချင်တယ်ထင်ပါတယ်အဲဒါကြောင့်မို့တို့မဖော်ပြဘူးပြကျွန်တော်တို့ the statement က NT News the statement ကတော့ဖော်ပြပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကငင်းချမ်းချင်ပါတယ်ကျွန်တော်တို့ကငင်းချမ်းချင်ပါတယ်ကျွန်တော်တို့ကအေးချမ်းချမ်းနေချင်ပါတယ်ကျွန်တော်တို့ကအေးချမ်းချမ်းနဲ့လုတ်ကင်ရှာဖွေဆက်တော့ချင်ကြပါတယ်ကျွန်တော်တို့ကဘသူရဲ့ဖိအားပေးမှုမှမခံရပဲကောင်းဝယ်လုတ်ကင်ရှာဖွေဆက်တော့ချင်ကြတဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ငြိမ်းချမ်းခြင်းတရားကိုအလိုရှိပါတယ်ငြိမ်းချမ်းရေးကိုပဲအလိုရှိပါတယ်ဒါထပ်ပြောပါမယ်เนาะအဲ့တော့ဒါကတော့အမေရိကန်မှာဖြစ်တဲ့ကိစ္စအဲ့တော့အမေရိကန်ဖြစ်တဲ့ကိစ္စပြီးသွားတဲ့နောက်ကျွန်တော်မြန်မာပြည်မှာရောဆိုတော့မြန်မာပြည်မှာတော့မငြိမ်းချမ်းဘူးပေါ့ဗျာမငြိမ်းချမ်းခြင်းကဘယ်လောက်တောင်ဆိုးလဲလို့မင်းအိန္ဒိယမှာပြီးခဲ့တဲ့ရက်ပိုင်းကျွန်တော်ပြောခဲ့ပါတယ်အိန္ဒိယမှာသာသနာပြုပြီးပြန်လာတဲ့သာသနာပြုလိုက်မြန်မာပြည်ပြန်လာလိုက်အဲ့လိုနေတဲ့ဆရာတော်တစ်ပါးပေါ့နော်ရွှေဘူကဆရာတော်တစ်ပါးကို PDF တွေဖမ်းတယ်သူ့ရဲ့တပည့်ကိုရင်လေးတစ်ပါးနဲ့နောက်ဒကမမြို့သမီးတူ3ယောက်ဖမ်းတယ်လူတအူရန်တန်ခါ2ပါးပေါ့အဲ့လိုပဲကျွန်တော်ပြောပြရစီအဲ့တော့ကျွန်တော်ရုပ်သံပြောတော့တန်ခါ3ပါးလို့ကျွန်တော်ပြောမိတယ်ဒါပေမဲ့ကျွန်တော်ခုပြန်ပြင်ပါမယ်ကျွန်တော်အမှားပြင်ပေါ့နော်တန်ခါ2ပါးနဲ့လူတအူပါအဲ့တော့သွားပြီးတော့သူတို့နှစ်ယောက်အဲ့တန်ခါ2ပါးနဲ့လူတအူကိုPDF တွေဖမ်းသွားတဲ့ကိစ္စကဒီနေ့ဆိုရင်နိုဝင်ဘာ9ရက်နေ့လောက်ကတည်းကဖမ်းခံလိုက်ရတယ်လို့ကျွန်တော်သိရတဲ့ဟာကဒီကနေ့ဆိုရင်10ရက်မြောက်ပြီဖြစ်ပါတယ်အခုချိန်ထိမလွတ်သေးပါဘူးလုံးဝလွတ်မပေးဘူးလွတ်ပေးခြင်းလည်းမရှိသေးပါဘူး PDF တွေဘက်ကလည်းဝန်ခံခြင်းလည်းမရှိဘူးလွတ်ပေးခြင်းလည်းမရှိဘူးဘာမှလည်းအကြောင်းပြခြင်းမရှိဘူးဒါပေမဲ့ PDF တွေဖမ်းသွားတယ်ဆိုတာကိုအဲ့ဒီရွှေဘိုတနယ်တော့ကသိပါတယ်ဒါပေမဲ့သူတို့ကတော့ဝန်မခံပါဘူးမသိအောင်ဆောင်ပါတယ်ဘာလို့ရွှေဘိုတနယ်တော့ဘာလို့သိလဲဆိုတော့အဲ့ဆရာတော်ရဲ့အကြောင်းမှာရှိတဲ့ကားတွေကလာယူသွားတယ်ပတ်စံတွေပါမှားသွားတာဘူးတနယ်လုံးကမြင်ပါတယ်ဒါပေမဲ့အကုန်လုံးကဗဇက်ပိတ်နေကြပါတယ်ဒီလိုအကြောင်းအမျိုးကိုကြတော့ပြည်ပြင်းမီဒီယာတွေနဲ့အကြမ်းဖက်မီဒီယာတွေကမဖော်ပြကြပါဘူးမသိကြအောင်ဆောင်နေကြပါတယ်ဘယ်သူမှမပြောကြပါဘူးမဖော်ပြကြပါဘူးဆိုတော့ဖော်ပြလိုက်ရင်သူတို့ PDF ကလေးတွေကိုလူထင်သေးမှဆိုလို့ပါဆိုပြီးတော့တချို့ကပြောကြပါတယ်ကျွန်တော်ဒီနေရာမှာတခုတော့ပြောပါမယ်မြန်မာနိုင်ငံရဲ့နေရာဒေသအသီးသီးအချို့မှာအခု trap ဖြစ်ပေါ်လာတဲ့အကြောင်းအရာတွေတခုရှိတယ်၄နှစ်ကြာသောအခါမှာဖြစ်လာတဲ့အကြောင်းအရာတွေတခုရှိတယ်ကျွန်တော်ဒီနေရာမှာသကလုံးရိုင်းရင်သီးခံပါနော်သီးခံပါသကလုံးရိုင်းရင်ဘာလို့လဲဆိုတော့21ခင်းချင်းစာတော့က PDF ကလေးတွေကိုတွေ့တဲ့လူတွေကဘာဖြစ်လဲဆိုတော့ဘသူမှုမွေးတာငါတို့ကလေးဘသူမှုမွေးငါတို့ကလေးဆိုတဲ့သကလုံးကိုသုံးခဲ့ကြတယ်2021နှစ်ကုန်ပိုင်းလောက်နဲ့စပြီးတော့24 25အစောပိုင်းအထိပေါ့နော်အစောပိုင်းလောက်ထိကို PDF တွေကိုဘာလို့လဲဆိုတော့ဘသူမှုမွေးငါတို့ကလေးဘသူမှုမွေးငါတို့ကလေးဒီလိုမျိုးပြောခဲ့ကြတယ်အခု2025လည်းရောက်တော့နှစ်ကုန်ပိုင်းလည်းရောက်တော့အခုတချို့ဒေသပြည်သူတွေပြောကြပြီဘသူမွေးငါလုံးမှကလေးတွေဖြစ်ကုန်တာအဲ့လိုဖြစ်ကုန်တာနော် PDF တွေကိုအရင်တော့က PDF တွေကိုဘသူမှုမွေးငါတို့ကလေးအခုကြတော့ဘယ်သူမှုမင်းငါလုံးမကလေးဆိုပြီးဆဲတာကဲမှတ်ပါလားအဲ့ဒါ PDF တွေအဲ့လိုဖြစ်ကုန်တယ်အဲ့ဒါတော့ကိုယ်တိုင်နဲ့ကိုယ်ကန်ကိုလုတ်တဲ့လူရဲ့ကိုခံညာဒါပဲရှိတယ်ကျွန်တော်တို့ကအစကတည်းကမြင်ထားပြီးသားမို့လို့တိတ်ပြောလို့သိမရှိဘူးဘယ်သူမှုမင်းငါလုံးမကလေးဆိုဖြစ်သွားတော့ကိုယ်တိုင်နဲ့ကိုယ်ကန်ပဲလို့ပဲပြောချင်တာပေါ့နော်ဆိုတော့အဲ့ဒီခုတည်းရဟန်းတန်ဃာတွေကိုမလွတ်ပေးသေးပါဘူးမလွတ်ပေးတဲ့အပြင်ဝင်လည်းမခံဘူးမလွတ်လည်းမပေးဘူးဟိုပါသွားတဲ့ပစ္စည်းတွေလည်းတိတ်ထားတယ်အဲ့တော့အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မီဒီယာတွေအကြမ်းဖက်မီဒီယာတွေလည်းပါဇက်ပိတ်နေတယ်ပြည်တွင်းမှာရှိတဲ့မီဒီယာတွေကလည်းဖော်ပြတဲ့တော့ဖော်ပြကြတယ်ဒါပေမဲ့ highlight ကလည်းအရင်မလုပ်ရဲကြဘူးလုပ်ရင်တော့ဘာလဲဆိုတော့ဟိုမှာဘယ်သူကဘန်းမလဲဆိုတော့မသိနိုင်ဘူးအဲဒါကြောင့်မလို့ Facebook တို့ social media တွေဘန်းမလားမသိနိုင်ဘူးဆိုတော့ရန်မပြောကြဘူးဖြစ်ကြည့်နေရတယ်ဒါပေမဲ့မနေ့ဖြန်မှာတော့မနေ့ဖြန်6နာရီမှာတော့ရွှေတုံစီရွှေမြကြီးရဲ့အောင်မြေပေါ့နော်အောင်မြေနေရာမှာဆူတောင်းပွဲလေးတစ်ခုရှိပါတယ်ဆူတောင်းပွဲတစ်ခုရှိပါတယ်တန်ဃာတွေစုပြီးတော့ဆူတောင်းကြပါလိမ့်မယ်ရန်ကုန်မှာခြေစိုက်တဲ့တန်ဃာအချို့စုပြီးတော့ဆူတောင်းပွဲလုပ်ပါလိမ့်မယ်အဲ့ဒါဘာလဲဆိုတော့ရွှေဘုံမှာဖမ်းခံလိုက်ရတဲ့PDF တွေဖမ်းတာခံလိုက်ရတဲ့ဒီဆရာတော်တစ်ပါးနဲ့သူတစ်ဖက်တန်ဃာတစ်ပါးနဲ့နောက်အမျိုးသမီးတူပေါ့နော်သူတို့တက္ကမအမျိုးသမီးတူ3ဖမ်းခံလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လွတ်မြောက်ရေးအတွက်ဆူတောင်းပွဲလုပ်မယ်သူတို့ရဲ့တန်ဃာအတန်ကိုထုတ်မယ်ပေါ့တန်ဃာအတန်ကိုထုတ်လွှင့်မယ်တန်ဃာအတန်ကိုလူတွေသိအောင်ကျင်ညာမောင်းခတ်မှာပေါ့ဗျာအဲ့ဒါကိုလုပ်မယ်မနေ့က6နာရီမှာအောင်မြေမှာရှိပါမယ်အဲ့တော့အကယ်၍များကျွန်တော်ရုပ်သံနားထောင်တဲ့အထက်မှာဒီနေ့ညစောစောမှီလိုက်လို့နားထောင်တဲ့လူတွေကပူပေါင်းခြင်းမနေ့ပြန်သွားကြပါ6နာရီမှာသွားပါ6နာရီမှာမှီလဲ6နာရီခွဲလောက်ဆိုရပါသေးတယ်မှီနိုင်သေးတယ်အဲ့တော့သွားကြပါသွားပြီးတော့ဒီမှာဟိုယောဂီဝတ်စုံလေးပဲဖြစ်ဖြစ်ကိုဝတ်ချင်တဲ့ဝတ်ဆောင်ပေါ့ဗျာဝတ်ပြီးတော့ဒီလိုမျိုးအကြမ်းဖက်မှုလက်မခံကြောင်ပြသတဲ့နေကျွန်တော်တို့လူထုကြီးကနေပူပေါင်းပါဝင်တာမျိုးလုပ်ပေးကြပါအဲ့ဒါဆိုရင်တော့ဘာပဲပြောရွှေတုံပြားရဲ့တောင်းပန်မှုမှာလူထုကြီးပြန့်ကြဲပြန့်တဲ့လူတွေဒုနဲ့တဲနဲ့ရှိသွားပြီဆိုရင်ဒီ PDF တွေရဲ့အကြမ်းဖက်မှုလူတွေလက်ခံသိရှိလာပြီဆိုရင်ကျွန်တော်တို့တွေလည်း PDF တွေရဲ့ရန်ရှာခြင်းအကြမ်းဖက်ခြင်းတိုက်ခိုက်တပ်ဖြတ်ခြင်းတန်းကနေ
နေလီရောပါကောင်းရောပါနိုင်ပါတယ်အဲ့တော့ဘာပဲပြောလူလူအားနဲ့ပဲဒီ PDF အချက်ဖတ်သမားတွေကိုနှိမ်နေမှရပါလိမ့်မယ်တက်မတော်နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့အားနဲ့ပဲနှိမ်နေုံနဲ့မလုံလောက်ပါဘူးကျွန်တော်တို့ပြည်သူလူထုအားနဲ့လည်းဝိုင်းဝန်းလုံနှိမ်နေမှရမှာပါအဲ့တော့တက်မတော်နဲ့ဟိုအစိုးရတပ်ဖွဲ့ဝင်တွေကလည်းနှိမ်တော့နှိမ်နေပါတယ်ဒါပေမဲ့သူတို့ကလည်းအထက်အမိန့်အတိုင်းသာနှိမ်နေရတာဖြစ်ပါတယ်လုပ်ချင်လို့မရတဲ့ခါကျတော့အထက်အမိန့်ဆိုတာကလည်းလူခုနဒီနေ့နဲ့ညနဲ့အများအားပြောင်းလဲရှိတဲ့ခါကျတော့တချို့ကိစ္စတွေကဟိုအပြတ်ချေမုန်းလို့မရတာရှိပါတယ်ဥပမာဆိုကြပါစို့ဗျာဟိုတက်မတော်သားတယောက်ကထိပ်ပိုင်းကောင်းဆောင်တယောက်ကဟို KIA ခေါင်းဆောင်တွေရှိတဲ့နေမျိုးကိုထောင်းလမောင်းကြည့်အောင်လက်နက်ကြီးနဲ့ကိုပြစ်ပြီးခြေမွှပြစ်ချင်ပေမဲ့နိုင်ငံတော်ကြီးကကြတော့စဉ်းစားတာကနိုင်ငံရေးရှုထောင့်နဲ့စဉ်းစားရတာရှိတယ်နော်ဝါတွေလူဘာဝါတာကိုသိလို့ခြေမွှပြစ်ချင်ပေမဲ့နိုင်ငံတော်ကြီးကတွေစဉ်းစားပုံကစဉ်းစားပေးရတာရှိတယ်ဆိုတော့တခါတည်းကျရင်ကျွန်တော်တို့တက်မတော်သားတွေရဲ့တဖုံနဲ့သူတို့စိတ်နဲ့ရာနှုန်းပြီးအပြည့်လုံးမရတာတွေလည်းရှိပါတယ်ဘာကြောင့်လဲဆိုတော့နိုင်ငံတော်ကြီးကတွေရဲ့နိုင်ငံရေးရှုထောင့်ရစဉ်းစားတဲ့ဟာတွေရှိတဲ့အခါကျတော့ဒါတွေကိုချိန်ပြီးတော့အမိန့်တစ်ခုကိုနာခံတတ်တဲ့စိတ်နဲ့သိခံရတာတွေရှိပါတယ်ဒါကြောင့်မို့လို့သူတို့လှုပ်ချင်လို့မရပါဘူးအဲ့တော့ပြည်သူလူထုကလည်းပူပေါင်းပါဝင်မှုအားကောင်းလာရင်တော့ဘာပဲပြောသူတို့လှုပ်ချင်တာလေးလှုပ်လို့ရနိုင်တယ်နိုင်ငံတော်ကြီးကလည်းပို့ပြီးတော့သူလောက်အကိုင်းရတာပါရဲဝံလှုပ်ရဲလာတယ်ရှိသွားနိုင်တယ်ဘာလို့ဆိုသူကလည်းစဉ်းစားရတာတွေနိုင်ငံရေးမျိုးစုံနဲ့ရှုတော်မျိုးစုံနဲ့စဉ်းစားရတာဆိုတော့တချို့ကိစ္စတွေကလှုပ်လို့မပြတ်ဘူးပေါ့နော်ကျွန်တော်တို့ပြည်သူတွေကအကြမ်းဖက်သမားတွေအမြင့်ပြတ်ချေမှုန်းစေခြင်းနဲ့ဆန္ဒကျွန်တော်ပြည်သူမှာရှိတယ်ဒါပေမဲ့အကြမ်းဖက်သမားတွေအမြင့်ပြတ်သွားဖို့ကြတော့ကျွန်တော်တို့လှုပ်လို့မရဘူးကျွန်တော်တို့တနက်ကင်တော့တိုက်လို့မရဘူးအဲ့တော့တပ်မတော်နဲ့ရဲတပ်ဖွဲ့ဝင်တိုက်ရတာအစိုးရထိပ်ပိုင်းကောင်းဆောင်တွေအမိန်ပေးရတာအမိန်ပေးတဲ့အခါမှာအမိန်ပေးတဲ့သူတွေကလည်းသူတို့အမိန်ပေးတဲ့ခါမှာတစ်ချိန်မှာသူတို့ပြန်ပတ်တဲ့အမိန်တွေမဖြစ်အောင်လည်းသူတို့စဉ်းစားရတယ်ပုံပေါ်ပါတယ်ဒီတော့တချို့ကိစ္စတွေအမြင့်ပြတ်မလားမင်းအမြင့်ပြတ်မပြတ်တော့ကျွန်တော်မသိကြဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တိုင်းပြည်မှာခင်ဗျားကျွန်တော်ရိုးရိုးလေးပြောပါမယ်290ကျော်ပြီအမြင့်မပြတ်ခဲ့တာတပုံအမြင့်မပြတ်တဲ့အပြင်တပုံတွေတစ်ဖွဲ့ပြီးတစ်ဖွဲ့တိုးလာတာပဲရှိတယ်အဲ့ဒါကျွန်တော်တို့တိုင်းပြည်မှာလွဲနေတာတော့သိကြတယ်အဲ့ဘယ်သူလွဲလဲလို့မေးရင်တော့ခင်ဗျားတို့ကိုယ့်အကိုယ်စဉ်းစားကြကျွန်တော်လည်းမစဉ်းစားချင်ဘူးမပြောချင်ဘူးတယောက်ကတော့တစ်ဖွဲ့ဖွဲ့တော့လွဲနေပြီသိကြတယ်နှစ်ဖွဲ့လည်းဖြစ်နေတယ်သုံးဖွဲ့လည်းဖြစ်နေတယ်တစ်ခုခုလည်းဖြစ်နေတယ်လွဲတော့လွဲနေတယ်ဘာလို့ဆိုတော့290ကျော်ချတဲ့အထိဒီတပုံတွေကရော့ပတဲ့မရော့ဘဲနဲ့များလာတယ်ဆိုတာကတစ်ဖွဲ့တစ်ဖွဲ့ပိုတိုးလာတယ်ဆိုတာကစဉ်းစားကြရည်အများကြီးဖြစ်မနေဘူးလားဆိုတော့ကျွန်တော်အဲ့လောက်ပဲပြောချင်တယ်เนาะအဲ့တော့ပြည်သူလူထုအနေနဲ့ပူပေါင်းပါဝင်မှာဘာလဲဆိုတော့အကြမ်းဖက်မှုကိုလက်မခံဘူးတပုံတွေတိုးလာတော့လက်မခံဘူးဆိုတော့ပြည်သူလူထုကလည်းအားနဲ့အင်းနဲ့တူးနဲ့တင်းနဲ့ပြဖို့လိုပါတယ်ပြီးတော့ဒီတန်ဃာတော်မှဒီကျန်တဲ့ဘဲတန်ဃာတော်မှစော်ကားခြင်းမဖြစ်အောင်ဘဲပြည်သူလူထုတော့ကွာမှာဒီ PDF အကြမ်းဖက်သမားတွေစော်ကားနှိမ့်ဆက်နိုင်ခြင်းမလုပ်ရဲအောင်လို့ပြည်သူလူထုရဲ့အတန်တွေစုပေါင်းထွက်ပေးဖို့လိုတယ်လို့ကျွန်တော်တိုက်တွန်းချင်ပါတယ်เนาะဒါလေးကကျွန်တော်ဒီနေ့ဆရာတော်တန်ဃာတော်ကိစ္စကြီးနဲ့ဆက်ဆက်လို့ပြောတာပါဒါပြီးတော့ကျွန်တော်ဒီနေ့ဘာထပ်ပြောမလဲဆိုတော့ဒီပြည်ခိုင်ဖြိုးပါတီဝင်เนาะမြို့သမီးပြည်ခိုင်ဖြိုးပါတီဝင်တဦးကို NLD ဟိုကနေပြီးတော့ NLD ပါတီဝင်ဟောင်းပေါ့ NLD အဖွဲ့ဟောင်းပေါ့အဖွဲ့ဝင်ဟောင်းတယောက်ကเนาะဓာတ်နဲ့ခုတ်တဲ့ဖြစ်စဉ်အဲ့ဖြစ်စဉ်လေးကိုကျွန်တော်ဒီနေ့ပြောပါမယ်ဓာတ်နဲ့ခုတ်တာရိုးခုတ်ရုံမရခုတ်တာပေါ့เนาะရိုးခုတ်တာဒီရိုးမချင်တဲ့လို့ခုတ်ရင်တော့ပြဿနာမရှိဘူးရွေးကောက်ပွဲကာလနဲ့မဲဆွဲတဲ့ကိစ္စမှာတော့ခုတ်တော့တွားပြီပေါ့ဗျာညှိပြီပေါ့เนาะဆိုတော့ဘာဖြစ်လဲဆိုတော့ဘိုးလိုက်တာကြီးအရှိချမ်းရွှေကျင်မြို့နယ်အနောက်ဘက်ကြေးရွာအုပ်စုအနောက်ဘက်ကြေးရွာတောင်ချမ်းမှာUSDP ပါတီမဲဆွဲဖို့ကိစ္စအတွက်ဝိုင်းဝန်းပြီးတော့မဲဆွဲကိစ္စတွေလိုက်ပြီးတော့မဲဆွဲတဲ့ကိစ္စတွေလိုက်ပြီးတော့ကြိုးစားနေတဲ့အမျိုးသမီးဒေသကပါတီဝင်မျိုးသမီးကိုမျိုးသမီးပေါ့နော်ပါတီဝင်မျိုးသမီးပေါ့နော်မျိုးသမီးတူဘယ်နေ့ရလဲဆိုတော့ဘယ်နေ့ရလဲဆိုတော့မနေ့ကနိုဝင်ဘာ14ရက်နေ့မနေ့ရပေါ့နော်မနေ့ရမှာဓာတ်ခုတ်ခံရတဲ့ဖြစ်စဉ်ဖြစ်တယ်ဓာတ်ခုတ်ခံဖြစ်စဉ်ဖြစ်တော့သေလားဆိုတော့သေတော့မသေပါဘူးဒါပေမဲ့ဓာတ်ခုတ်ခံဖြစ်စဉ်ဖြစ်တယ်ပေါ့နော်ဘာလဲဆိုတော့ဒီအဲ့ပြောမှနေတဲ့ပါတီဝင်မျိုးသားဦးဝင်းဦးဆိုတဲ့ပုံကိုအသက်42နှစ်ရှိပြီလို့ကျွန်တော်တို့အကြမ်းမြင်သိရတယ်အသက်40ကျော်ပေါ့နော်အဲ့ပုံကနေပြီးတော့သူကအဲ့ဒီပြည်ခိုင်ဖြိုးပါတီဝင်မျိုးသမီးတယောက်မဲဆွယ်ဟောပြောပွဲအတွက်လိုက်ပြီးတော့ရွာမှာရှိတဲ့လူတွေလိုက်ပြီးတော့ဘယ်နေ့ဘယ်မှာတော့မဲဆွယ်ဟောပြောပွဲရှိပါတယ်လာပြီးတော့မဲဆွယ်ပွဲလာနောက်ထောင်ကြပါအားပေးကြပါဘာညာပေါ့ဗျာဒါတော့သူ့ရဲ့ထုံးစံနဲ့သူလုပ်ရတာမဲဆွယ်ကမ်ပိန်းလုပ်တာပေါ့နော်ဒါကတော့ဟိုဒါရဲ့လုပ်ရတယ်ဟိုဆိုတော့အဲ့လိုလုပ်ရတဲ့ခါကျတော့ဒီအဲ့ချိန်မှာ NLD ပုံက NLD ဖြစ်တဲ့သူပုံကသူ့စိတ်ထဲမှာတိတ်မကျေနပ်တဲ့စိတ်တွေတဖောပေါ်လာတဲ့ထင်ပါတယ်ဓာတ်နဲ့ထွက်ခုတ်တယ်ဓာတ်နဲ့ထွက်ခုတ်တယ်ဆိုတော့ရွေးချက်ရှိနဲ့သူကဓာတ်နဲ့ထွက်ခုတ်တာဖြစ်တဲ့အတွက်ကံကောင်းတာအဲ့ဒီအမျိုးသမီးကရှောင်လိုက်နေတဲ့အတွက်တစ်ချက်ထိထိမိသေခွင့်သေခွက်တော့မထိဘူးဒါပေမဲ့ဒဏ်ရာနဲ့ငယ်ရသွားတယ်ပေါ့နော်ဒဏ်ရာတော့နည်းနည်းပါထိသွားလို့ကြားတယ်ဒါအဲ့ကိစ္စကိုဖြစ်တဲ့အခါကျတော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေချက်ချင်းရောက်သွားတယ်နော်ဟိုလက်ပြင်မှာတော့တလက်မကွယ်နှစ်လက်မလောက်ပြတ်ရှက်တရားထူဖြစ်သွားတယ်သေတော့မသေဘူးပေါ့သေခွင့်သေခွက်တော့မဖြစ်ဘူးပေါ့နော်ဆိုတော့အဲ့ဒါကိုအဲ့မျိုးသားကိုရဲတပ်ဖွဲ့ဝင်တွေကနော်မနေ့ကတော့ဖမ်းလိုက်တယ်မနေ့ကဖမ်းလိုက်ပါတယ်ဖမ်းလိုက်ပြီးလည်းမျိုးသူ့ကိုမှုဖွင့်ပါတယ်မှုဖွင့်လိုက်တော့ဘာနဲ့ဖွင့်လိုက်လဲဆိုတော့ဒီရွေးကောက်ပွဲနောက်ရှေ့ဟန်တာတဲ့ဘာနဲ့ပတ်သက်ပြီးတော့ဖြည့်စည်းတာရွေးကောက်ပွဲနောက်ရှေ့ဟန်တာဖြည့်စည်းကာကွယ်ခြင်းဥပဒေပုံမှန်24ကကြီးနဲ့အမှုဖွင့်လိုက်တယ်သေချာတဲ့ဒီကောင်အမှုကြီးကြီးမားမားရင်ဆိုင်ပြီးပြဿနာကြီးတက်ပြီပေါ့နော်ဆိုတော့ပြဿနာကြီးတက်ပြီနောက်တစ်ခုကဒီပြစ်စင်မှာဆိုရင်စဉ်းစားကြည့်ပြကျွန်တော်တို့ရိုးလေးအပေါ်ပြောမယ် NLD ပါတီဝင်ဟာပြည်ခိုင်ဖြိုးရဲ့မဲဆွဲတဲ့ကိုယ်စားလှယ်မဲဆွဲတဲ့ပုဂ္ဂိုလ်ကိုမဲဆွဲဖွဲ့ဝင်တအုပ်ကိုဓာတ်နဲ့ခုတ်တာဓာတ်နဲ့ခုတ်တာဖြစ်တဲ့အတွက်ခင်ဗျာစစ်သားကြီးရုပ်တရက်ကြည့်ရင်တော့ပြည်ပြင်းမီဒီယာတွေနဲ့ညီပိန်းတွေကြားထဲမှာတော့အဲ့ဓာတ်နဲ့ခုတ်တဲ့သူသူရဲ့ကောင်းကြီးကွာသူရဲ့ကောင်းကြီးကွာပြောမယ်ဒါပေမဲ့
သူ့ကိုသာသူရဲကောင်းကြီးအော်နေမယ်အဲ့ဒီအော်နေတဲ့လူတွေကတော့လွတ်ရချော့မှနေတယ်သူရဲကောင်းကြီးအော်ခန်းတဲ့ပုဂ္ဂိုလ်ကထောင်ထဲကိုတန်းသွားပြီတတကျွန်းအောင်ကြာမလားတေးတန်းပေးရမလားဒါတေးတန်းမပေးရပါဘူးတတကျွန်းမကြောက်ဘူးဒါပေမဲ့တေးကြတော့ခင်ဗျာသွားပြီအနည်းဆုံး3နှစ်ကနေခင်ဗျာ10နှစ်တော့လာမှာဆိုတော့သွားပြီပေါ့ဗျာတိကျတဲ့ရရှိအောင်လုပ်ရင်ဘာဖြစ်လဲဆိုတော့တေးတန်းမပေးတော့10နှစ်လောက်ထောင်နဲ့တတကျွန်းတွေလည်းရှိတယ်တေးတန်းဟို10နှစ်လောက်တွေလည်းရှိတယ်အမှုတော့ပြန်ကြည့်ရင်တော့ကြည့်ရအောင်ဒါတော့သက်ဆိုင်တက်သူမိတ်ချလိုက်မယ်ကျွန်တော်မသိဘူးမှတ်ချက်မပေးလို့သို့တော့သွားပြီအနည်းဆုံးခင်ဗျာ3နှစ်ကနေ10နှစ်တွင်းတော့သွားပြီအဲ့လိုဆိုတော့သူ့ရဲကောင်းပြောရမယ်အနည်းဆုံးသူဒီအသက်50ကျော်ထိအယိုးဆွေအောင်ထောင်ထဲမှာနေရမယ်ဒါဖြေလျှော့မှုလည်းမရှိဘူးသွားမှာဆိုတော့အဲ့ဒီလူဓာတ်နဲ့ခုတ်တဲ့လူရဲ့ညံညံသွေးနဲ့ကြက်မပြစ်မှုကအဖြေဘယ်လောက်ထွက်လဲဆိုရင်နီပိန်းတွေဘယ်လောက်ကြက်မပြစ်လဲဆိုတော့အဖြေထွက်တယ်ဒါနီပိန်းပဲနီပိန်းတွေဘယ်လောက်ကြက်မပြစ်ဘူးဆိုအဖြေထွက်တယ်အဲ့နီလို့ရတယ်ပိန်းသွားပြီဆိုတဲ့ပြဿနာရှိတာကျွန်တော်ယူလိုက်ပါတော့လူကနီလို့ရတယ်ပြလို့ရတယ်ဝါလို့ရတယ်စိမ့်လို့ရတယ်ခမည်းကြိုက်တဲ့ပါတီကိုကြိုက်လို့ရတယ်ဒါပေမဲ့ပိန်းသွားတဲ့အဆင့်အထိပိတ်သွားတဲ့အဆင့်အထိဖြစ်ရင်တော့နီပိန်းတွေဖြစ်သွားပြီဆိုရင်တော့သွားပြီအခုဒီကောင်ကတော့နီပိန်းကိုနီပိတ်ပဲဖြစ်နေတာဟုတ်တော့ပိန်းတာကသူများခိုင်းရင်လုပ်မယ်ပိတ်တာကြတော့ယူတူမူတူနဲ့ဆောက်လှုပ်ရှားလို့တာဘာမှစိုးပြစ်ကိုနားမလဲအကျိုးပြစ်နားမလဲရှောက်ဆက်လုပ်တာတော်တော်ပိတ်တာပြီးတော့ချက်မပြည့်ဘူးဆိုရင်စာလည်းမတက်ဘူးထင်ပါတယ်ကျွန်တော်သိသလောက် NLD ပါတီဝင်တွေအခြေခံအောက်ခြေဟို ground level မှာတချို့တော်များတကယ်ပြမူယူရမ်းကားကောင်တွေကပါတီ NLD ပါတီဝင်ဖြစ်နေတာလည်းရှိတယ်အဲ့တော့ NLD ပါတီဝင် NLD ဖြစ်ခဲ့တဲ့သူတွေအကုန်လုံးကကိုပြန်ဆန်းစစ်ဖို့လိုတာကိုပါတီကိုဆန်းစစ်ဖို့လိုတာအခုပါတီကမရှိတော့ပါဒါပေမဲ့NLD ပါတီမှာလောက်ခဲ့တဲ့လူတွေ NLD ပါတီမှာလောက်ခဲ့တဲ့သူတွေပြန်ဆန်းစစ်ဖို့လိုတာငါတို့ရဲ့ပါတီဝင်ဖြစ်တဲ့သူတွေအကုန်လုံးစာမတက်ပိမတက်တွေတော်တော်များလာရင်ငါတို့ပါတီလည်းစာမတက်ပိမတက်ပါတီဖြစ်တော့မှာပဲဆိုတဲ့ဟာမျိုးကိုတွေးကြဖို့လိုတယ်နော်ပြန်တွေးကြည့်ဖို့လိုလေကိုယ့်ရဲ့ grass root ကိုကြည့်လိုက်တဲ့အခါတော်တော်စာမတက်တဲ့လူတွေတော်တော်များလာပြီဆိုပြဿနာရှိပါတယ်ဒါကြောင့်ခင်ဗျားတို့အနေနဲ့ကိုယ့်အဖွဲ့တွေကိုလည်းပြန်ကြည့်ကြအောင်ကိုယ့်အခြေအနေလည်းကိုယ်သိကြအောင်ပေါ့နော်အခုဒီကောင်ကတော်တော်နီးပိတ်ဖြစ်ပုံရတယ်သွားပြီးတော့ဓာတ်နဲ့ခုတ်တယ်ခင်ဗျာစိတ်ဆိုးရင်မကြိုက်လို့ရတယ်ဗျာမကြိုက်ပဲရွက်နေလို့ရတယ်ဒါပေမဲ့မကြိုက်ရအောင်ပဲကြောခိုင်းနေလဲလို့ရပြီမဲ့တွားပြီးဓာတ်နဲ့ခုတ်တဲ့အစိတ်ကြီးရောဘယ်လောက်ပိတ်လဲဘယ်လောက်ပိန်းလဲဆိုတာအဖြေကတန်းပြီးထွက်ပါတယ်ဒါကြောင့်ကျွန်တော်တခါကျရင်လေဟိုတချို့နီးပိန်းတွေကတကယ်တနာဖို့လည်းကောင်းတယ်ဗျဟိုကြက်မပြည့်တယ်တိတ်ကိုလွန်သွားတဲ့အခါနီးပိန်းဖြစ်ကုန်တယ်အဲ့ဒါလေးကတော်ဆိုးပါတယ်အဲ့တော့သူတို့ထောင်ထဲမှာသွားပြီးမြောက်ပေးတဲ့ကောင်တွေကောင်းလိုက်တာကွာလက်ခုပ်တီးတဲ့ကောင်တွေကအဝေးမှာအန်ရကင်းနေတယ်သူကတော့ထောင်ထဲမှာထောင်နှန်းဆိုင်ရပြီပြင်းမလို့ဘူးဒါနောက်တစ်ပတ်တွင်ဆိုသူအမိန့်ချတာပေါ်လာလိမ့်မယ်ဒီလိုပဲရန်ကုန်မှာလည်း4ယောက်တဲ့ဖမ်းခံလိုက်ရတယ်ဘာလို့ဘေးသူများဟိုပါတီစိုက်တဲ့ဟာတွေကိုပါတီကိုယ်စားလောင်းမဲဆိုဖို့စိုက်တဲ့စိုက်ဖို့တွေကိုသွားဖျက်ဆီးတာ4ယောက်တဲ့ဖမ်းခံရတယ်ကျွန်တော်ပို့လို့ပြောမှာနဲအောင်နေသေးလို့ပြောပါမယ်ဒါလောက်ခွင့်မရှိဘူးလေဒါလောက်ခွင့်ကိုမရှိတာဒါကသူများပါတီကကိုကျွန်တော်ခဏပြောတယ်ကိုဟာပါတီတစ်ခုကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကိုမကြိုက်ပိုင်ခွင့်ရခင်ဗျားတို့ရဲ့ right ဒါပေမဲ့ဖျက်ဆီးပိုင်ခွင့်မရှိဘူးအဲ့ဒါဒီမိုကရေစီမဟုတ်ဘူးအဲ့ဒါဒီမိုကရေစီကိုအနှောက်အယှက်ပေးတဲ့လူဖြစ်တယ်ရွေးကောက်ပွဲအနှောက်အယှက်ပေးတဲ့လူဖြစ်တယ်အဲ့ဒီလူတွေထောင်ထဲကိုသွားရှင်းလေးပဲကျမသားလေးကမသိလို့ဒါပြောနေရှင်းလေးဒါကြီးကပြောလာတာကြားလာနေပြီအခုမှမသိလို့ဆိုတော့မသိချီးကျွေးစားမလားလို့မေးရမယ်ရှင်းလေးမလောက်ပါဘူးလေဒါမလောက်ပါဘူးဆိုတာမသိဘူးကျွန်တော်တို့အချင်းချင်းကပြောတယ်မလောက်ပါဘူးဆိုတော့မသိလောက်တဲ့ညံသွေးမျိုးနဲ့ရှောက်လောက်ကြတဲ့ကအဲ့ဒီကောင်ထောင်ထဲကိုထည့်ထားမှာဒီကောင်ဒုက္ခပေးမယ်ကောင်တောင်းနဲ့ထည့်ထားမှာအဲ့တော့ခင်ဗျားတို့ပြည်သူလူထုတွေထဲမှာလည်းကျွန်တော်ပို့ဝင်ပြောတာပါခင်ဗျားတို့အမြဲတမ်းကြံပေးခဲ့ပါတယ်မလုံနဲ့ခင်ဗျားထောင်ထဲရောက်ဝင်မယ်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစัจကျင်ကကွက်တဲ့စัจကျင်တဲ့ရှုထောင့်ကနေပြီးဟာတော့မပေးနဲ့ဟာတာရီတော့မလုပ်နဲ့မ share နဲ့ comment တော့မရေးနဲ့ like တော့မပေးနဲ့အဲ့ဒါတွေကိုတော့ခင်ဗျားတို့ထောင်ထဲရောက်ကုန်လိမ့်မယ်နော်ခင်ဗျားတို့ရဲ့ click တစ်ချက်နော်ခင်ဗျားတို့ရဲ့ click တစ်ချက်ကထောင်ထဲအတွက်ခင်ဗျားတို့ click တစ်ချက်ကထောင်ထဲအတွက်လို့ကျွန်တော်ပြောတယ်ဒါကြောင့်ခုဖြစ်ကုန်တယ်ဒါကလည်းခုက click တစ်ချက်တော့မဟုတ်တော့ဘူးသွားဖြတ်ပါဖြတ်စီးတာဆိုတော့သွားပြီပေါ့ဗျာဒါကြောင့်ကျွန်တော်ဒါကြောင့်စေနာနဲ့သတိပေးခဲ့ပြီခင်ဗျားတို့ကစေနာကမမြင်တာကျွန်တော်ရင်ထဲကစေနာခင်ဗျားတို့မမြင်ဘူးကျွန်တော်ကခင်ဗျားတို့ဖက်နေလို့ခင်ဗျားတို့ထင်မယ်မဟုတ်ဖက်နေတယ်ဆိုတာတလိုက်စေနာတလိုက်မတူဘူးနှလုံးသားထဲကိုမြင်အောင်ကြည့်ရင်ခင်ဗျားတို့မြင်တယ်ဗျမြောင်ကြည့်မြင်တယ်ကျွန်တော်တို့သားကြီးမြောင်ကြည့်မြင်တယ်နော်တခါကျရင်စိတ်ဆင်းရဲတယ်အဲဆိုကျွန်တော်ခန္ဓာကိုယ်ကျွန်တော်ဗာစိတ်ဆင်းရဲလာဆိုတော့တလောက်တော့ကများနေတဲ့ဒီမြန်မာပြည်လောကကြီးကိုကြည့်ပြီးတော့စိတ်ဆင်းရဲတယ်တခါကျရင်ကိုဒေါက်တာရှုမိုးဝါစီမှာအပ်ထားခြင်းသိပေါက်တယ်ကြောင်ညာဆိုဖြစ်သွားလာတော့မသိထားပါတော့နော်အဲ့တော့တခါကျရင်လည်းအဲ့ဒါမလုပ်သင့်ဘူးပဲကျွန်တော်ထပ်ပြောပါမယ်အဲ့တော့ပွင့်လည်းပြောရင်တော့ဒီကိစ္စမှာတော့သွားပြီပေါ့ဗျာထောင်ထဲဒီကောင်သွားပြီအဲ့လိုပြောရင်တော့နောက်၄ရောက်လဲထောင်ထဲသွားပြီအဲ့ကြောင့်မလုပ်ကြတာအကောင်းဆုံးလို့ကျွန်တော်တိုက်တွန်းပါတယ်ဒါလေးကတော့ထပ်ပြီးသတိပေးတာပါနော်ဒီချိန်ထဲမှာတခါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆက်ပြီးထပ်ပြောပါမယ်အဲ့ဒါဘာလဲဆိုတော့ဒေါက်တာသက်ခိုင်ကိစ္စပါဒေါက်တာသက်ခိုင်ကိစ္စကတော့ရွေးကောက်ပွဲဝင်ခွင့်ကိုအပယ်ခံလိုက်ရပါတယ်နော်ပယ်ခံလိုက်ရပါတယ်ရွေးကောက်ပွဲပယ်ခံလိုက်ရပါတယ်ဒေါက်တာသက်ခိုင်ကသူ့ရဲ့အတနာခံစာကိုပတ်လိုက်ခံလိုက်ရတဲ့အကြောင်းကိုနိုဘာ2ရက်နေ့ကတည်းက UEC ကအကြောင်းကြားထားတယ်သူပဲအပယ်ခံလိုက်ရဖြစ်ပြီးတော့ channel တွေကတော့ဆက်ပြီးပြိုင်မှုရှိတယ်သူ့ရဲ့ကိုယ်စားလှယ်လောင်း600ကျော်900နီးပဲ690လောက်ကတော့690ကျော်လောက်ကတော့ပြန်ပြီးတော့ပြိုင်ခွင့်ရှိတယ်သူကတော့သူပဲပယ်ခံရဖြစ်တယ်ပါတီကတော့ဆက်လက်ပြိုင်ခွင့်ရှိတယ်သူသာပယ်ခံရဖြစ်တယ်သူတော့အဲ့တော့သူကလောက်ခွင့်ပါရှိသေးတယ်ဆိုတော့အဲ့ဆိုသူပါတီကိုယ်စားလှယ်ပယ်ခံရပြီဆိုတော့သူဘာလောက်ခွင့်ရှိလဲဆိုဘာလောက်ခွင့်ရှိလဲဆိုရင်သူဒီ
ကိုယ်စားလှယ်လောင်းမတော့မဖြစ်တော့ဘူးသို့တော့သူကိုယ်စားလှယ်လောင်းတွေအတွက်မဲလိုက်ဆွဲပြီးတဲ့အလုပ်ကိုလုပ်လို့ရသေးတယ်အဲ့ဒါခုလဲလိုက်လုပ်နေပါပြီဆိုတော့ပြောရင်တော့ဒေါ်သက်ခိုင်ရဲ့ယူကပွဲဝင်မဲ့အသနာခံစာကို UEC ပတ်လိုက်တဲ့ကိစ္စကတော့တရားစီမတရားဘူးခင်ဗျားတို့ညင်းကြလိမ့်မယ်တချို့ကတော့ဒေါ်သက်ခိုင်ကိုသဘောကျတဲ့လူကမတရားဘူးလို့ပြောမယ်နောက်တစ်ခုကနိုင်ငံရေးရှုထောင့်ရစင်ဒေါ်သက်ခိုင်မျိုးပေးလိုက်တာမကောင်းဘူးလို့ဆိုတော့ပြောရလူရှိမယ်ဒါတွေအကုန်လုံးကခင်ဗျားတို့တယောက်ချင်းစီရဲ့ခံစားချက်ခံယူချက်ယုံကြည်ချက်မျှော်လင့်ချက်တွေးဆချက်တွေတာဖြစ်ပြီးတော့ဒီဖြစ်စဉ်ရဲ့အောက်မှာမြုပ်နေတဲ့ဇလန်းတွေရှိတယ်ကျွန်တော်သိသလားမင်းကျွန်တော်သိတဲ့လောက်သိတယ်သိတဲ့လောက်ကျွန်တော်သိတယ်ဘာလို့သိလဲလို့မင်းသိပါတယ်သိလို့သိတာပါဘာလို့သိလို့သိတာပါဘာလို့သိနိုင်တဲ့နေရာတွေ3-4ခုလောက်ကနေရတဲ့ information တွေကျွန်တော်ရှိပါတယ်ရှိတဲ့ခါကျတော့ကျွန်တော်သိတယ်သူဘာလို့ဖြစ်နေလဲဆိုတာလည်းကျွန်တော်သိတယ်နော်ဒါပေမဲ့ကျွန်တော်တို့ကတချို့ကိစ္စကြမပြောဘူးအကယ်လွတ်ကျွတ်ဖြစ်တော့အခါရွေးကောက်ပွဲမဟုတ်တော့လွတ်ကျွတ်ဖြစ်တော့အခါကျရင်ဘာသိရလဲပြောပါဆိုလို့လွတ်ရက်ထိုင်တော့စကားပြောမိသားစုစကားပြောကော်ဖီတော့စကားပြောဆိုရင်တော့ကျွန်တော်ပြောကောင်းပြောမိလိမ့်မယ်ဒါပေမဲ့မီဒီယာမှာတော့ကျွန်တော်မပြောပါဘူးဘာလို့မပြောလဲပြောဖို့မသင့်ပါဘူးသူတို့ကနေထိုင်နေခဏဟိုကလာမနိုင်ရခိုင်မဲဆိုလို့ကျွန်တော်ပလိန်ထားမဲနေမှာဆိုလို့နေထိုင်နေနော်တကယ်တော့ရှင်းရှင်းပြောရရင်တော့ရွေးကောက်ပွဲပယ်ရခြင်းကိစ္စတွေမှာ UEC မှာဘာပြောမှမရှိဘူးဘာတာဝန်မှမရှိဘူး UEC မှာဘာမှမှားတာမရှိဘူးဘာဖောင်းတော့မှမရှိဘူးUEC ကသူ့ကိုတိုင်ကြားလာတဲ့ဟာသူ့စီကိုရောက်လာတဲ့ report ပေါ်မှာကြည့်ပြီးတော့ဆုံးဖြတ်ချက်ချတာဖြစ်ပြီးတော့သူကအတနာကသာတင်တာကိုပြန်ပြီးတော့နောက်ထပ်ပြီးတော့သူတို့ပြန်ပြီးတော့အခြေအနေချက်လက်ပြန်ကိုက်ညီအောင်လေ့လာကြည့်ပြီးမှနောက်ဆုံးဆုံးဖြတ်ချက်ကပေးလို့မရဘူးဆိုတော့သိရတဲ့မပေးတာဖြစ်တယ်။နော်ပေးလို့ရတယ်ခင်ဗျာအေးတာယာကပြည်သုံးလုံးပါတီကိုယ်စားလှယ်မှာလူတက်တာတောင်လူတက်မှုတန်တရားခဏဖန်ခံထားတာတောင်ခုချိန်ထိကိုယ်စားလှယ်လောင်းနေရတယ်မပယ်ဖြတ်သေးဘူး။ဘာဖြစ်လို့လဲဆိုတော့သူ့ကိုတရားရုံးအမိန့်မချသေးလို့တဲ့ဆိုပြီးထားတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့ဒါဆိုရင်အထင်ရှားကြီးပေါ်လို့ရတော့သူတို့ပါတရားဥပဒေမချသေးလို့ဆိုတော့စီမီစီကံကိုသူကလိုက်နာသွားတယ် UEC အဲ့ဒါကြတော့ကဲဒါမျိုးဖြစ်စဉ်ရှိသေးတယ်ဥမာဘာလဲအစ္စလမ်ဘာသာဝင်တည်းမာမဲအာရဘာနာနီဆိုလားပါလားလူလူပါတီကကိုယ်တည်းတယောက်ကျွန်တော်မသိဘူးအဲ့တယောက်ဆိုလဲသူလောက်ထားတယ်သုံးချောင်းထောင်းထားရမဟုတ်ဘူးခင်ဗျာထွန်းမြတ်နိုင်ကိုအားမြောက်ပြီးတော့ထွန်းမြတ်နိုင်ကိုအားမြောက်ပြီးတော့တာတွေရောခင်ဗျာသူတို့ကျွန်တော်နိုင်ငံမှာမရှိတဲ့နာမည်ကိုအာချာပေါ့ဗျာဘင်္ဂလီကိုရိုဟင်ဂျာဆိုပြီးသူအားရပါလောက်ထားတာတွေရောဒါတွေအကုန်လုံးကရွေးကောက်ပွဲဥပဒေနဲ့ညှိလာပြီညှိတယ်ညှိပေမဲ့အဲ့ဒါကိုခုတည်း UEC ကပယ်ဖြစ်တယ်ပယ်ဥစ္စာကိုလုံးဝမထုတ်ပြန်ဘူးဆိုတော့ဘာအထိပဲလေကျွန်တော်မသိဘူးဒါပြောချင်တာ UEC ကသူလောမရနဲ့မလောမရသူကသူခွဲခြားတိပုံရပါတယ်အဲ့တော့သူဒီဘာမလုပ်မသိတယ်အဲ့တော့သက်ခိုင်ကိစ္စတည်းလေ UEC မှာဘာဖောင်းတော့မရှိလို့ကျွန်တော်ရတဲ့ information ရဆိုရင်တော့ဘာဖောင်းတော့မရှိဘူး UEC မှာအဲ့တော့သက်ခိုင်မှာဖောင်းတာရှိလာမင်းတော့ကျွန်တော်မသိဘူးလေအခါသူ့သွားမိလေသူ့သွားမိလေ तू ကတော့သူ့ကိုသူမဖောင်းဘူးပြောမှာပေါ့သူ့ရဲ့တကယ်ကိစ္စတွေတော်များသိထားတဲ့လူကြတော့ဘာဖြစ်လဲဆိုတော့ဘာဖြစ်သွားလဲဆိုတော့သိတယ်ဘာဖြစ်သွားလဲသိတယ်အဲ့တော့ဘာဖြစ်သွားလဲကျွန်တော်သိပါတယ်တိုးတော့ကျွန်တော်ပြောလို့ပါဘူးအဲ့တော့ Carol နေနဲ့ဒေါ်သက်ခိုင်မပါလဲရွေးကောက်ပွဲဟာရှေ့ကိုသွားမှာပဲဘသူပါမရွေးကောက်ပွဲဟာရှေ့ကိုသွားမှာဖြစ်ဖြစ်တယ်ကျွန်တော်တို့ကဘာလဲဆိုတော့ဒီ democracy နိုင်ငံတော်ကိုသွားမယ်ပြည်သူလူထုရွေးကောက်တင်မြှောက်ခံရတော့အစိုးရတရက်ဆိုတဲ့စီတို့ဆိုတဲ့ယထာတော်ကြီးထွက်တဲ့အချိန်မှာဘယ်သူမပါလို့ဆိုပြီးတော့ယထာတော်ကြီးကိုရပ်ပြီးစောင့်ပေးနေရတယ်ဆိုတာ democracy မဟုတ် democracy ဟာဘသူပါမပါဒီယထာတော်ကဒီခေတ်ကိုရောက်သွားမယ်လို့ဆုံးဖြတ်ပြီးဘယ်သူမပါလို့ဆိုပြီးတော့ရပ်ပေးလိုက်ရတဲ့မျိုးမဖြစ်ရဘူးဒါပေမဲ့တခုတော့ရှိရနော်စက်မောင်းတဲ့လူစက်ကောင်းမောင်းကန်ထိုင်နေစက်ကောင်းမောင်းတဲ့သူကမမောင်းကျင်တော့ဘူးကွာဆိုရင်တော့မသိဘူးပေါ့ဗျာသူကမောင်းကျင်တော့ဆိုရင်တော့ရပ်တော့မှာပေါ့သူမောင်းနေမယ်လို့ဆုံးဖြတ်နေတဲ့အချိန်မှာဘယ်သူပါဒီတွဲထဲမှာတက်ထိုင်မဲ့သူကပထမတိုင်းမှာထိုင်ဒုတိယတိုင်းထိုင်ပထမတိုက်နောက်ဆုံးတွဲမှာထိုင်တိုက်တဲ့တွဲမှာထိုင်ဘယ်သူမပါလို့ဆိုပြီးရပ်ပေးလိုက်ရတာဒီမိုကရေစီမဟုတ်ဘူးနော်ရပ်ပေးလိုက်ရလို့ဒီမိုကရေစီမဟုတ်အဲ့တော့ဘယ်သူပါဒီယထာတို့ရဲ့ခီးကိုဆက်ရလိမ့်မယ်အဲ့ခီးယထာတို့ထဲမှာမပါပဲကြံခဲ့ရင်ကိုယ်တိုင်နဲ့ကိုယ်ကသာဖြစ်ပြီးတော့ပါသွားလို့လိုက်သွားလို့ရှိရင်တော့ကျွန်တော်ဒီမိုကရေစီဆိုတဲ့ပန်းနိုင်ကိုရောက်မယ်အရသာရွေးကောက်တင်မြှောက်ခံတဲ့အစိုးရအရသာအစိုးရကိုကျွန်တော်ရောက်မယ်အဲ့တော့တခုပဲကျွန်တော်စက်ကောင်းပေါင်းတဲ့သူကိုစိတ်ဆိုးအောင်မလုပ်ပါနဲ့စက်ကောင်းပေါင်းတဲ့လူစိတ်ဆိုးအောင်လုပ်လို့အကုန်လုံးရထားတော်ကြီးတစ်ခုလုံးရထားကြောက်တဲ့ဆွဲချသွားတော့မှလက်နှလုံးလိုတွေလက်သုံးလုံးလိုတွေလက်တစ်ချမ်းလိုတွေလက်တဲ့ခွန်လိုတွေဖြစ်ကုန်မယ်အဲ့တော့ရထားတဲ့မောင်းတဲ့လူစိတ်ဆိုးအောင်မလုပ်ကြပါနဲ့နော်ရထားတဲ့မောင်းတဲ့လူစိတ်ထဲမှာတစ်ချက်ကလေးတော့ကွက်သွားအောင်မလုပ်ပါနဲ့ကျွန်တော်လည်းမလုပ်ဘူးခင်ဗျားတို့လည်းမလုပ်နဲ့အခုကာလလုတ်ကုန်မလုပ်နဲ့အရင်ချာအဖြစ်တဲ့ကာလမို့လို့လုံးဝမလုပ်နဲ့နော်don't do it အဲ့လိုပြောမှာဆိုတော့ထားပါတော့ဆိုတော့ဒေါ်သက်ခိုင်ကိစ္စတော့ဒါဒီလောက်ဆိုရင်ကျွန်တော်တို့ရဲ့သဘောပေါက်ပြီလို့ယူဆတယ်အများကြီးလည်းကျွန်တော်ပြောလို့ဒီလောက်နဲ့ပဲဖြတ်ချင်တယ်နောက်တစ်ခုကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့အာဆီယံထူးကိုယ်စားလှယ်စတင်ခန့်အပ်ပြီးဆိုတဲ့သတင်းလေးလည်းကျွန်တော်တို့သိရပါပြီအဲ့တော့ဘယ်သူဖြစ်သွားလဲဆိုတော့ဘယ်သူဖြစ်ရမလဲဗျာဘယ်သူဖြစ်မလဲဖြစ်စရာလူကဒီလူပဲရှိတာဘယ်သူများလဲဆိုတော့ဖိလစ်ပိုင်နိုင်ငံသားကြီးဝန်ကြီးကဒီအာဆီယံရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်သွားပါတယ်ဖိလစ်ပိုင်နိုင်ငံသားကြီးဝန်ကြီးရဲ့နာမည်ကဘယ်သူလဲဆိုတော့ကျွန်တော်လည်းအလွတ်မရဘူးကြည့်ပေးပါကြည့်ပြောပါမယ်ဘာလို့ကျွန်တော်အလွတ်မရလို့ပါဒီအမျိုးသမီးနာမည်အမျိုးသမီးပါနာမည်ကနေပေါ့ခဏလေးဗျာဖိလစ်ပိုင်နိုင်ငံသားကြီးဝန်ကြီးထရီဇာလာဇရိုဆိုတဲ့ဖိလစ်ပိုင်နိုင်ငံသားကြီးဝန်ကြီးအမျိုးသမီးကအာဆီယံဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်နေတာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်အဲ့တော့အာဆီယံအထူးကိုယ်စားလှယ်ဖြစ်လာတဲ့ဖိလစ်ပိုင်နိုင်ငံသားကြီးဝန်ကြီးအနေနဲ့
သူဘာတာဝန်တွေထမ်းဆောင်မလဲဆိုတော့ကျွန်တော်တို့စအဆောင်ကြည့်ရမယ်ဟိုဖြစ်နိုင်ခြေရှိဆုံးအရာကျွန်တော်ပြောရရင်တော့ဒါဖြစ်နိုင်ခြေရှိဆုံးမလို့သူတာဝန်ထမ်းဆောင်မယ်ဖြစ်နိုင်ခြေရှိဆုံးအရာပြောရရင်တော့ဒါသူမြန်မာနိုင်ငံကိုလာဖို့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံဖို့ဆိုပြီးတော့သူဒါဟိုတွေ့ဆုံဖို့ကောလက်တာကောတောင်းပါလိမ့်မယ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံဖို့ကောတောင်းပါလိမ့်မယ်ဒီကမြန်မာနိုင်ငံကြီးဝန်ကြီးနဲ့တွေ့ဖို့ကောတောင်းပါလိမ့်မယ်ပြီးတော့ဒီဘက်ကမြန်မာကဒီသက်ဆိုင်ရာကိုယ်စားလှယ်တွေတာဝန်ရှိသူတွေဘယ်အသီးသီးရပုံကိုယ်တွေနဲ့တွေ့ခွင့်ရဖို့အတွက်လည်းသူစူးစမ်းပါလိမ့်မယ်ဒါသူ့ရဲ့အလုပ်ပဲပြီးရင်အဲ့ဒီတွေ့ဆုံထွေးထွေးဖို့စူးစမ်းမှုတွေအားလုံးကနေပြီးတော့သူ review ပြန်ထုတ်မယ်ထုတ်ပြီးရင်ဘာဖြစ်တယ်လဲဆိုတော့သူပြန်ဆွဲပါလိမ့်မယ်ရှေ့မှာလည်းအာဆီယံထုကိုယ်စားလှယ်၄ယောက်လောက်ကအလုပ်တွေလုပ်ခဲ့ပြီးတယောက်မှလည်းဟိုဒီဘယ်လိုခေါ်မလဲမြန်မာနိုင်ငံငြိမ်းချမ်းရေးလမ်းစီကိုရအောင်ဆွဲတင်တော့မပေးတော့နိုင်ဘူးဒါပေမဲ့ဖိလစ်ပိုင်လက်ထက်မှာတော့ဖြစ်လာမလားလို့မင်းဖြစ်နိုင်ရရှိတယ်ဘာလို့ဆိုတော့2026ဆိုတော့တစ်နှစ်လုံးလုံးရကျွန်တော်ဒီမိုကရေစီအစိုးရလက်ထက်ကိုရောက်သွားပြီဖြစ်တဲ့အတွက်ဘာပြောဒီဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးဖြစ်တဲ့အာဆီယံထူးကိုယ်စားလှယ်ကတော့သူအများကြီးလုပ်လို့ရနိုင်ရှိတယ်ဒါပေမဲ့သူတို့ကတရသေးစုပ်ကိုင်ထားတဲ့5 point consensus ကိုတရသေးစုပ်ကိုင်ပြီးတော့5 point consensus ထဲမှာမပါတဲ့စကားလုံးတွေကိုဆွတ်ထည့်ပြီးတော့လုပ်နေဦးမယ်ဆိုရင်မအောင်မြင်ဘူးဥပမာဆိုကြပါစို့သက်ဆိုင်သူအားလုံးနဲ့သက်ဆိုင်သူအားလုံးပါဝင်သောဆိုတဲ့စကားလုံးကိုသူတို့ကသက်ဆိုင်သူအားလုံးဆိုတာကိုပြောရင်ဒေါအောင်ဆန်းစုကြည်တို့ဦးဝင်းမြင့်တို့ NLD တို့ကိုပဲသက်ဆိုင်သူတို့မပါလို့ဆိုတဲ့စကားလုံးနဲ့ကောက်ထည့်လိုက်တာမျိုးကတော့အဲ့ဒါမျိုးကြတော့ကျွန်တော်တို့ကပြန်မေးစရာရှိတာမင်းပြောတဲ့သက်ဆိုင်သူအားလုံးဆိုတာသူတယောက်တည်းကိုပြောတာလားကျန်တဲ့လူမပါဘူးလားကျန်တဲ့လူမပါဘူးလားသူတို့ပိုင်ပြီးရောလားအဲ့ဒါဆိုမင်းတို့ပြောတဲ့သက်ဆိုင်သူဆိုတာမှန်လားပြန်နှွေးရမှာမင်းတို့ကမြန်မာနိုင်ငံမှာလူသား90ကျော်ရှိတယ်မြန်မာနိုင်ငံကိုကိုစားပြုတဲ့အဖွဲ့အစည်းပေါင်းလည်းယာနဲ့ချီရှိတယ်အဲ့ဒီအဖွဲ့အစည်းပေါင်းယာနဲ့ချီရှိတာမှာကွာမင်း69ရာခိုင်နှုန်းကအကုန်လုံးပါဝင်လာတဲ့အချိန်မှာမင်းဒီ100ရာခိုင်နှုန်းမပါတော့မင်းကပြဿနာရှာတာမင်းမှန်လားငါမားနေလားမင်းမလားငါမှန်နေလားပြန်မေးရမှာအဲ့လိုပြန်မေးရတော့ဟုတ်တော့ခင်ဗျားအခုရွေးကောက်ပွဲလည်းပြန်ကြည့်လိုက်လို့ရှိရင်ပါတီတွေအားလုံးရှိတယ်ဗျာရှိတဲ့ပါတီအများကြီးရှိကြတယ်ရှိတဲ့ပါတီတွေမှာပါတီတွေရခိုင်တည်ရှိခဲ့ဘူးသောပါတီတွေရဲ့90ရာခိုင်နှုန်းလောက်ကပြန်ပါနေပြီအဲ့ဒါကိုကျန်တဲ့10ရာခိုင်နှုန်းမပါတာလေးအပြစ်ရှာလက်ညှိုးထိုးမယ်ဆိုရင်အဲ့ဒါမှန်သလားဆိုတော့မင်းကပြန်မေးရမှာအဲ့တော့ကျွန်တော်တို့ကတခါတရံကြလို့ရှိရင်ခင်ဗျားကငတ်ပြတ်နေတဲ့အချိန်မှာခင်ဗျားကိုတော့ရှင်းရှင်းပြောရရင်တော့ဗာလဲဆိုတော့ငတ်ပြတ်နေတဲ့အချိန်မှာခင်ဗျားကိုစံချမ်းတထုတ်လာချပေးလေအဲ့စံချမ်းကိုချက်ပြီးစားရမှာတာဝန်ရှိတယ်ငါမရဘူးကွာမင်းဟိုဘတ်စမာတီဆမ်းမစားရမယ်ဆိုတော့ပေါ်ဆမ်းမွေးမှစားမယ်ဆိုမဖြစ်နိုင်ဘူးလေကျွန်တော်တို့ငတ်နေတဲ့အချိန်မှာရှိတာရင်စားရမယ်ဘိုက်ပြည့်ဖို့ရင်လောက်ရတယ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်ကဒီမိုကရေစီကိုငတ်နေတာဒီမိုကရေစီတောင်းတာနေဒီမိုကရေစီလိုချင်နေတာအဲ့အချိန်မှာကျွန်တော်တို့ကဟိုဘာရမှလုပ်ပါမယ်ဆိုတော့မျိုးသွားလို့တော့မဖြစ်နိုင်ဘူးအဲ့ဒါဆိုတော့ကျွန်တော်တို့ခင်ဗျားတို့ကျွန်တော်တို့လိုချင်တာဒီမိုကရေစီမဟုတ်ဘူးဗျခင်ဗျားတို့ကျွန်တော်တို့လိုချင်နေဆိုတာဒီမိုကရေစီမဟုတ်ဘဲနဲ့ဘာလို့ဆိုလူပုဂ္ဂိုလ်တူတယောက်ကိုတန်းတာနေတာအဖွဲ့အစည်းတစ်ခုပဲတန်းတာနေတာအဲ့ဒါဆိုရင်ခင်ဗျားတို့ကဒီမိုကရေစီကိုတောင်းဆိုတာမဟုတ်ဘူးလွဲနေတယ်အဲ့ဒါကိုသိဖို့လိုတယ်တင်ချက်ကနော်အဲ့တော့ဒီအာဆီယံကိုယ်စားဖြစ်လာမယ်ဖိလစ်ပိုင်နိုင်ငံကြီးဝန်ကြီးဘာလုပ်မလဲမြန်မာပြည်လာဖို့ကြိုးစားမယ်တွက်ခွင့်ရအောင်သူကြိုးစားမယ်ပြီးရင်အဖွဲ့အစည်းတီးတီးတွက်ခွင့်ရအောင်ကြိုးစားလိမ့်မယ်အောင်မြင်ခြင်းနဲ့အောင်မြင်နိုင်ခြင်းရှိတယ်မအောင်မြင်နဲ့မအောင်မြင်နိုင်ရှိတယ်ဒါပေမဲ့2026ဖြစ်တဲ့သူ့အတွက်ပုံအခွင့်အလမ်းပိုကောင်းတယ်ဒီမိုကရေစီအစိုးရဖြစ်တယ်နောက်တက်လာမယ်သမ္မတနဲ့သူတွက်ခွင့်ရဖို့သူကြိုးစားလိမ့်မယ်အဲ့တော့အာဆီယံအထူးကိုယ်စားဖြစ်ပြီးတော့ဒီဇင်ဘာမှာတော့ဗိုလ်ချုပ်ကြီးကအရှုပ်နေတယ်သူတွေ့မှာမဟုတ်ဘူးအဲ့တော့ January February ဒါလည်းပြောလို့မရဘူးတွေ့နိုင်ခြင်းရှိတယ်သို့တော့ March April ဆိုရင်တော့တင်ကြတယ်အဲ့ဒါသမ္မတအသစ်ကိုပေါ်လာမယ်သမ္မတအသစ်ပေါ်လာအဲ့သမ္မတအသစ်ကိုသူတွေ့ခွင့်ရအောင်သူစူးစမ်းလိမ့်မယ်ဘာလို့လဲ April ကသမ္မတအသစ်ပေါ်လာတယ်အဲ့သမ္မတကိုအာဆီယံအစည်းအဝေးဖိတ်မလားမဖိတ်ဘူးလားဆိုတာ ਨੇ အဲ့ဇလန်တွေရှိတဲ့အတွက်2026 April နောက်ပိုင်း3-4လအတွင်းစိုက်ကြည့်ရမယ်အဲ့မှာပဲနောက်2026 April ပြီးလို့ရှိရင်အဲ့မှာဘာဖြစ်မလဲဆိုတော့2026 October မှာမြန်မာကသမ္မတအသစ်ကိုအာဆီယံထိပ်သီးညီလာခံထဲမှာမိမ့်မိတ်ကြီးနဲ့ဒီလိုမြင်ရမလားမမြင်ရဘူးလားဆိုတော့အဲ့ဒီအာဆီယံအတွေ့အမှုမြန်မာနိုင်ငံဆိုင်အထူးကိုယ်စားလှယ်ရဲ့ဟိုအစမ်းဆောင်ခြင်းနဲ့မြန်မာအစိုးရရဲ့သဘောထားနဲ့ပေါင်းဆက်သွားတဲ့အချိန်ပဲဖြစ်မယ်အဲ့ဒါကိုစောင့်ကြည့်ရမယ်ကျွန်တော်တို့အဝေးလူသေးတယ်လို့ပြောချင်တယ်နောက်တစ်ခုကကျွန်တော်အာဆီယံကိစ္စပြောပြီးတဲ့နောက်ကျွန်တော်တို့ဒီထိပ်သီးဒီဒေတာတွင်းထိပ်သီးမဲခေါင်9နိုင်ငံလို့ပဲပြောမလားပေါ့နော်အဲ့ဒီ9နိုင်ငံအရေးပေါ်အစည်းအဝေးတွေ့ဆုံရတယ်မနေ့ကကုမင်းမှာတွေ့ကြပါတယ်အခြားမဟုတ်ပါဘူးကြားပြကိစ္စပါကျွန်တော်ဒီသတင်းကိုတော့သေချာသိသိမဖတ်သေးဘူးမယ်ကျွန်တော်ရဲ့ဟိုဖတ်ရှုလေ့လာထားတဲ့ knowledge တွေအားလုံးပေါင်းဆက်ပြောပါမယ်ကျွန်တော်အဲ့ဒီသေချာတော့မဖတ်သေးဘူးမဖတ်လန်းဖတ်ဘူးဘာလို့ဆိုတွေ့တဲ့9နိုင်ငံဘာလဲဘာတော့တွေ့လဲဒါဆိုရပြီကျွန်တော်ပြောလို့ရပြီဖြစ်နိုင်ရင်ရှိဆုံးပြောတွက်လို့ရတယ်အဲ့တော့တစ်ချက်ကတရုတ်မြန်မာလာအိုကမ်ဘောဒီးယားထိုင်းဆိုပြီးတော့9နိုင်ငံတွေ့ပါတယ်အဲ့တော့ကျွန်တော်သိရသလောက်ဒီနိုင်ငံတွေအကုန်တွေ့ကြခြင်းအကြောင်းရဲ့ရွေချက်ကတော့ရှင်းပါတယ်ကြားဖြတ်ကိစ္စပါကြားဖြတ်ကဘယ်လောက်ထိဟိုကြောက်စရာကောင်းလာတယ်လဲဆိုတာအဲ့ဒါအဖြေတစ်ခုဖြစ်ပါတယ်เนาะဆိုတော့ဒီကြားဖြတ်လုပ်ငန်းနဲ့ပတ်သက်လို့เนาะsorry 6နိုင်ငံတရုတ်မြန်မာကမ်ဘောဒီးယားလာအိုထိုင်းဗီယက်နမ်6နိုင်ငံကျွန်တော်ဒီမဲခေါင်6နိုင်ငံပေါ့အဲ့6နိုင်ငံအရေးပေါ်စီးပွားလို့ကြတယ်ယူနန်ပြည်နယ်ကူမင်းမြို့မှာ14ရက်နေ့မှာတွေ့တာအဲ့တော့ကြားဖြတ်ကိုတိုက်ဖြတ်ရေးအတွက်ပူးပေါင်းအားထုတ်ဖို့ဆိုပြီးခေါင်းစဉ်တက်တယ်ရွေးချက်ကတော့ကြားဖြတ်ကိုတိုက်ဖြတ်ရေးဆိုတဲ့ရွေးချက်ပဲအဲ့ဒါကိုတရုတ်မီဒီယာဖြစ်တဲ့ China Daily တို့ People Daily တို့နောက်တစ်ခါဒီရှန်ဝါတို့ဘာလို့ပေါ်ပြလာပြီရှန်ဝါတို့ဘာလို့ပေါ်ပြလာပြီဆိုတော့ရွေးချက်ကတော့ကြားဖြတ်တိုက်ဖြတ်ရေးပဲဘာလို့လဲလို့ပြောလဲဆိုတော့အခုပြီးခဲ့တဲ့ရက်ပိုင်းတရုတ်ကအမေရိကန်ကလည်းဒီ scam
scam center strike force ဆိုပြီးတော့အထူးနှိမ်နှင်းရေးဖွဲ့ပြီးဖွဲ့မယ်ဒီဘာလို့ဆိုကြားဖြန့်နေနေမယ်တရုတ်ကလည်းအဲ့ဒါကိုအသေးအံလုပ်မယ်ထိုင်လို့ကျွန်တော်တခါတခါကျအမြဲတမ်းပြောတယ်လေအကောင်ကဝိုင်းနေနေတယ်ဆိုတော့မွေးစီဝါနေနေနေကိုမွေးစီဝါကြီးအကြီးကြီးဖြစ်လာတယ်နေနေနေကိုပူပူကြီးလာတယ်နေနေတာလားဒါမှမဟုတ်ပိုကြီးကဝိုင်းစေးထိုးနေကြတာလို့မေးအောင်ဖြစ်တယ်ကျွန်တော်အခုလည်းကြားပြဝိုင်းနေနေကြမယ်လို့ပြောတာပဲဝိုင်းပြီးတော့ကြီးအောင်မကြီးအောင်တို့မပို့ပြီးတော့ဘာဖြစ်အောင်ဆေးထိုးကြမလို့တော့မသိဘူးပြဿနာကအဲ့ကြားပြနဲ့ပတ်သက်မြန်မာပြည်ကနာမည်ပြတ်တယ်ဥမာအခုဆိုရင်မြန်မာပြည်ကဘယ်လိုနာမည်ပြတ်လဲမင်းတရုတ်ပြည်ကိုခင်ဗျားတို့သွားဘူးတဲ့မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်ရှိတယ်သူတို့အကုန်လုံးရင်ဆိုင်ဘူးလေတူညီစွာရင်ဆိုင်ရတာမြန်မာလို့ပြောရင်သူတို့စီးပွားရေးလုပ်ငန်းရှင်ချင်းချင်းရတာအဲ့လိုမဟုတ်ဘူးမဲ့တာမန်အွန်ဂရောင်းမှာမြေပြင်ဆင်းလိုက်တဲ့အခါတရုတ်အရသားတွေတွေ့တဲ့အခါကျအရသားတွေကတွေ့တဲ့အခါကျတရုတ်ရသားမြန်မာလို့ဆိုရင်မြန်ကျန့်ကြားဖြန့်ပေါ့အဲ့လိုလာတာဆိုတော့ခင်ဗျားစဉ်းစားကြည့်ဗျာမြန်မာတွေကကြားဖြန့်ကောင်းနေတယ်ဖြစ်ကုန်တာတရုတ်တွေရဲ့ဗဇက်ထဲမှာတရုတ်ပြည်သူတွေဗဇက်ထဲမှာမြန်မာတွေကကြားဖြန့်ကောင်းတွေဆိုပြီးတော့ဝါဒဖြန့်ခံထားရပြီးပြီကောင်းပြီကျွန်တော်တို့ကလည်းပြန်ပြောမယ်တရုတ်ပြည်သူလူထုဗဇက်ထဲမှာမြန်ကျန့်ကြားဖြန့်ဖြစ်နေတယ်ဆိုတဲ့စကားလုံးကြီးကိုတရုတ်နိုင်ငံအစိုးရကမချေဖြတ်ပေးဘူးဆိုရင်ကျွန်တော်တို့မြန်မာတွေကလည်းပြန်ပြောမှာတရုတ်ကြားဖြန့်ကောင်းတွေလို့ပြန်သုံးရမယ်တရုတ်တွေကဘာကောင်းတွေလဲဆိုတော့ကျွန်တော်မြန်မာတွေရင်ထဲမှာရှိတယ်ခင်ဗျားတို့ကျွန်တော်တို့မြန်မာတွေရင်ထဲကတရုတ်တွေနဲ့ပတ်သက်တဲ့ဆန္ဒတွေညွန်လင်းအသိထားတဲ့အသိတွေနိုးကြွသွားနိုင်တဲ့နေ့တွေရောက်သွားလိမ့်မယ်အဲ့တော့တရုတ်တွေကလည်းသိရမယ်တရုတ်အစိုးရရဲ့တရုတ်တန်တမန်တွေကနားလည်ဖို့လိုတာကမင်းတို့နိုင်ငံထဲမှာငါတို့နိုင်ငံရဲ့ဂုဏ်သိက္ခာကိုပျက်စီးအောင်လုပ်ထားတယ်အေးငါတို့နိုင်ငံထဲမှာမင်းတို့နိုင်ငံဂုဏ်သိက္ခာပျက်စီးနေငါတို့တာဝန်မရှိဘူးရှင်းရှင်းလေးပဲအသိဖို့လိုတယ်အဲ့ဒါဘာလို့ဒီကောင်တွေကမြန်ကျန့်ကြားဖြန့်ဆိုမြန်မာနိုင်ငံကမြန်ကျန့်ကြားဖြန့်လို့ပြောမြန်မာနိုင်ငံသားတွေကကျွန်တော်ရိုးလေးပြောမယ်မြန်မာနိုင်ငံသားတွေက spyware တို့ malware တို့တလုံးမှမဆွဲတတ်ဘူးဒီကြားဖြန့်ကြီးတစ်ခုလုံးရဲ့ software တစ်ခုလုံးဘယ်သူမှမဆွဲတတ်ဘူးမြန်မာနိုင်ငံသားမှာဒီလောက်တော်တော့တကောင်မှမရှိဘူးအဲ့လောက်တော်တဲ့ hacker တွေရှိနေပြီလားအဲ့လောက်တော်တဲ့ IT technician ရှိတယ်လို့လားမြန်မာတွေကမရှိဘူးအဲ့လောက်တော်တဲ့ကောင်တွေကတရုတ်ပြည်မှာရှိတယ်တရုတ်ကောင်တွေပြီးတော့တရုတ်စကားပြောပြီးတရုတ်ကိုလိန်တာမြန်မာတွေကတရုတ်စကားပြောပြီးလိန်တာမဟုတ်ဘူးတရုတ်စကားပြောပြီးတရုတ်ကိုပြန်လိန်တာမြန်မာနဲ့ဘာမှမဆိုင်ဘူးအဲ့တော့မြန်မာကအရှက်ကွဲတာမြန်မာဘာလဲမြန်မာမှာအပြစ်ရှိတာညနေကျွန်တော်ပြောတယ်မြေငားလိုက်မိတဲ့အပြစ်ပြီးရင်အဲ့ဒီလာလုတဲ့တရုတ်တွေဘာလုံးမှမသိဘဲနဲ့ကွန်ပျူတာတွေသယ်ချလာဖုန်းတွေသယ်ချလာဘာလုံးမှမသိတော့ထိုင်ကြည့်ပြီးတော့လုံခြုံရေးစောင့်ပေးရတဲ့အပြစ်အဲ့ရတဲ့ပတ်စံရတာဒါပဲရှိတာပြီးတော့မှအဲ့မှာဟိုကြားဖြန့်ကောင်တွေကကြားဖြန့်တရုတ်ကောင်တွေကတရုတ်ကြားဖြန့်ကောင်တွေကအဲ့ဒီသူတို့အရေးယူခြင်းနဲ့ထိုးချိတ်ခြင်းတဲ့ကောင်တွေကိုမြန်မာလုံခြုံရေးတွေခေါ်ပြီးတော့ဖမ်းဆီးပြီးထိုးချိတ်တာမျိုးလုပ်တာကိုကျွန်တော်တို့ကဘေးကရိုင်ကြည့်ပေးနေအပြစ်ဒါပဲရှိတာပြောရင်တော့ဒါတဲ့ကြီးကြီးမားဆိုလေဘယ်လောက်ကြီးကြီးမားရှိမှလဲဗျာလိန်နာတရုတ်ကတရုတ်ကိုပြန်လိန်တာအမေရိကန်ကအမေရိကန်အင်္ဂလိပ်ကိုပြန်လိန်တာအမေရိကန်ဒါမြန်မာနဲ့ဘာမှမဆိုင်မြန်မာမြေကညှဉ်းနှွမ်းသွားတာမြန်မာမျိုးမှာလာပြီးတော့ကြားဖြတ်မျိုးစိအစိုက်ခံရတာစိုက်ခံရပြီးတော့ကြားဖြတ်မျိုးစိရမြန်မာပြည်မှာလာအပင်ကြီးပေါက်ပြီးအကြီးဖြစ်နေတော့မြန်မာအပြစ်တင်ခံရတာအခုကြားဖြတ်ကို6နိုင်ငံပေါက်နှိမ်နေမယ်လို့ဆုံးဖြတ်ချက်ပြောရဲဆိုရင်လာအိုထဲမှာကြားဖြတ်အကြီးကြီးရှိတယ်ကမ်ဘောဒီးယားမှာကြားဖြတ်ရှိတယ်ထိုင်းထဲမှာလည်းရှိတယ်ရှိလို့ထိုင်းအောင်နေတိုင်းဖမ်းနေရတယ်နေတိုင်းဖမ်းမိနေတာထိုင်းမှာစင်ကာပူမှာလည်းခုဖမ်းမိတာရှိနေပြီဗီယက်နမ်မှာလည်းရှိကောင်းရှိလာနိုင်တယ်မကြခင်မှာရှိလာနိုင်တယ်အဲ့တော့လာအိုကမ်ဘောဒီးယားမှာရှိတယ်မြန်မာမှာရှိတယ်ထိုင်းမှာရှိတယ်စင်ကာပူမှာလည်းရှိနေပြီတရုတ်မှာရောမရှိဘူးလားဆိုတော့တရုတ်မှာပို့တော်ရှိသေးတယ်တရုတ်ပြည်မှာအရင်ဆုံးပေါ်တာဟောင်ကောင်မကာအိုပါရင်ပေါ်လာတဲ့ဟာဇလန်ကြီးအဲ့ဒါကြီးကိုကျွန်တော်တို့မြန်မာကခံရတာအခုရှင်းရှင်းပြောရမြန်မာဆိုတာတာဝန်ရှိသူတွေကလည်းဘာကြောင့်တော့မသိဘူးသူတို့လည်းထိန်းချောင်းပြီးစကားကစားနေတဲ့သဘောတော့ရှိတယ်သို့တော့မြန်မာခေါင်းဆောင်တွေကောင်းကောင်းသိပုံရပါတယ်သိလိမ့်မယ်ထင်ပါတယ်ကြားဖြန့်မြန်မာနဲ့ပတ်သက်ကြားဖြန့်မြန်မာကရှိပါနာမည်ဖြတ်ခံရတဲ့နိုင်ငံတစ်ခုသာလည်းဖြစ်ပြီးတော့တကယ်ကြတော့ဟိုဘာလဲကျွန်တော်တို့ရှိသေးတယ်ဗျာဟိုဖိုခွေးစားမောင်ပူစားနောက်ဆုံးကကြားတဲ့ငထွားကြီးတီးတယ်ဆိုမျိုးဟိုကျွန်တော်ကဘာဖြစ်လဲဆိုတော့နာမည်သာဘာဖြစ်တာဟိုကြော့ကျွန်တော်စကလုံးရှိတယ်ဟိုကြော့နောက်ထပ်စကလုံးတစ်လုံးရှိတယ်မပြောကောင်းစကလုံးပေါ့နော်ဘာမှသွားတူလဲဆိုတော့ဟိုကောင်းသားတော့လက်ချောင်းပင်မတော့လက်ဦးဆိုတာမျိုးပဲဟိုကောင်းသားတာကဟိုကောင်းနေကျွန်တော်တို့ကပင်မသွားတာကျွန်တော်တို့ကနာမည်ပြတ်သွားတာအဲ့တော့မကောင်းဗျာအဲ့ဒါကြီးအခုဒီတော့6နိုင်ငံပေါင်းပြီးနှိမ်နေမယ်ဆိုတော့โอเคနှိမ်နေမှာဒါပေမဲ့လက်နက်ကင်သဘုံနယ်မြေတွေအကုန်လုံးမှာရှင်းရှင်းပြောရဖြစ်နိုင်မြန်မာအစိုးရကလည်းလုံးမယ်လို့ကျွန်တော်ယူဆတယ်လက်နက်ကင်သဘုံတွေရဲ့လုပ်ပုံလုံးနည်းတွေကိုပပနဲ့တော့လက်နက်ကင်သဘုံတွေရဲ့လုပ်ပုံလုံးနည်းတွေကိုပနဲ့လေးနဲ့ကျွန်တော်တို့စောင့်ကြည့်အောင်ပဲလို့ကျွန်တော်ယူဆတယ်အဲ့လက်နက်ကင်သဘုံတွေရဲ့လုပ်ပုံကင်မှုအဖြေထွက်ပြီဆိုတာနဲ့ဒီကောင်တွေဘယ်လိုဆက်သွားမလဲဘယ်လိုဆက်လုပ်မလဲဆိုတော့ကြည့်ပြီးတာနဲ့မြန်မာအစိုးရကကင်တွဲရမယ်ထင်တယ်အဲ့တော့ကြားဖြတ်ဂိုင်းစတာတွေကိုဘယ်လိုဖမ်းမလဲဘယ်လိုလုပ်မလဲအဲ့ဂိုင်းစတာတွေကိုဖမ်းတဲ့ကိစ္စလေးကမြန်မာအစိုးရကဒီအဲ့6နိုင်ငံနဲ့ပူးပေါင်းပြီးတကယ်ဖမ်းပါလား6နိုင်ငံပူးပေါင်းတကယ်ဖမ်းပါလားဒါမှမဟုတ်ဘယ်လိုဆက်လုပ်မလဲအဲ့ဒါကျွန်တော်စောင့်ကြည့်မယ်ဘယ်လိုမှအများကြီးပြောလို့မရသေးတဲ့ကိစ္စဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ statement journal ကိုဖတ်လိုက်ရင်တော့ statement journal ကိုဒီနေ့ထွက်တဲ့ journal ကိုဖတ်လိုက်ရင်တော့ကြားဖြတ်ကိစ္စနဲ့ပတ်သက်တချို့အမြင်လေးရှင်းသွားလိမ့်မယ်ပြီးအပိုင်းနဲ့လည်းလောင်းအပိုင်းနဲ့လောင်းအပိုင်းတစ်ပြီးအပိုင်းနဲ့ပြီးတော့ရပ်ပြီမရှိဘူးနှစ်ပိုင်းပဲပြီးတော့မှာအဲ့တော့အဲ့မှာတော်တော်များနားလည်သွားလိမ့်မယ်အဲ့တော့တော်တော်လေးကျွန်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ issue တွေရှိနေတယ်ဒီ6နိုင်ငံပေါင်းပြီးတော့နှိမ်နှင်းမဲ့ကိစ္စဟာအမေရိကန်ဝင်မလာအောင်ထိန်းတာလည်းတစ်ချက်ဖြစ်နိုင်သလိုအမေရိကန်ကဝင်လာရင်ပိုရှုပ်ကုန်မဲ့ဇလန်းတွေရှိတဲ့အတွက်
ဟုတ်ပြီလားကိုနေ့ကကျွန်တော်ပြောတယ်အမေရိကန်ပဲဖြစ်ဖြစ်တရုတ်ပဲဖြစ်ဖြစ်အဲ့သက်ဆိုင်ရာနိုင်ငံတွေအစိုးရတွေ target ထားနေတာကကြားဖြန့်ဂိုင်းစတားတွေနောက်တစ်ခါလက်နက်ကိုင်သဘုံခေါင်းဆောင်တွေအဲ့သူလူတွေရဲ့ crypto account တွေကိုလိုချင်နေတာ crypto account တွေလိုချင်နေတာကြားဖြန့်ဆိုတာဘာမှမဟုတ်ဘူး crypto account တွေလိုချင်နေတာခုနကကျွန်တော်ကဏ္ဍ6လုံးလို့ပြောတယ်ကျွန်တော်10လုံးကိုဖျောက်ထားသလိုဖြစ်သွားတယ်တကယ်တော့ကဏ္ဍ16လုံးကဏ္ဍ16လုံးအပိုင်ရှိတဲ့ကဏ္ဍ16လုံးပိုင်ရှင်တွေတရိတာထားကြပြီတော့လို့ပြောရမှာလက်နက်ကိုင်သဘုံတွေရောလက်နက်ကိုင်ခေါင်းဆောင်တွေရောဘာကောင်ညာကောင်တွေရောနော်ကဏ္ဍ16လုံးပိုင်ရှင်တွေကအဓိက main target ပြီးရင်သူ့အောက်ကအဆွဲပွားတွေကဒုတိယ target ဖြစ်ပြီးတော့နောက်တစ်ချိန်မှာချိန်မုန်းခံရရင်တော့အဲ့ဒါကိုယ်တိုင်နဲ့ကိုယ်ကံပဲအဲ့တော့ကဏ္ဍ16လုံးပိုင်ရှင်များတရိတာထားအဲ့လိုပြောအောင်ဖြစ်နော်အဲ့ဒါဒီကြားပြကိစ္စအမေရိကန်နဲ့ချိတ်ပြီးတော့ဒီ6နိုင်ငံနဲ့အမေရိကန်နဲ့ကအကုန်လုံးအားပြိုင်မှုတွေလာလိမ့်မယ်အဲ့တော့မြန်မာထိုင်းနေတဲ့တစ်ချက်ကလက်နက်ကိုင်သဘုံတွေကတော့ကိုဘွားလာကိုတွေးထားကြပြီတော့ဘာဆက်လုပ်ကြမလဲပေါ့နော်အခုတော့မိုးချုံကြီးကပန်ရောက်တယ်လို့ကြားတယ်ပန်ရောက်တယ်ဆိုတော့ကြည့်ရတာ तू ဘာလုံးမလဲမသိဘူးပန်မှာပန်ရောက်နေကြားတယ်အဲ့တော့စောင့်ကြည့်တာပေါ့ဗျာဘာလုံးမလဲမသိဘူးနော်အဲ့ဒါပြောချင်းနဲ့နောက်တစ်ခုကအပိတ်လေးကတော့လာရှိုးကိစ္စပြီးပါမယ်လာရှိုးအခြေအနေကတော့သူဟိုဘက်ဒီဘက်နှစ်ဖက်တော့တင်းမာမှုတွေရှိနေသေးလို့အကြမ်းမြင်သိရတယ်ဘာလို့လဲဆိုတော့လာရှိုးမှာကဒီနေ့ဆိုလာရှိုးကနေပြီးတော့ဒီကိုကတ်တက်တွေဖမ်းထားတဲ့ဟိုစစ်တုံးမှမြန်မာစစ်တုံးမှတွေကိုအကုန်လုံးကိုပြန်လွတ်ပြီးတော်တော်များလွတ်ပြီးလို့ဒီနေ့လွတ်ပြီးလို့ကြားတယ်လွတ်ပြီးတော်များပါတယ်ရာခဏလောက်ရှိမယ်လို့ရာခဏရှိမယ်ဘယ်လိုလုံးတော်များတယ်လို့ပြောတယ်လွတ်ပြီးတယ်လို့ကြားတယ်ကိုကန့်နေရတဲ့အခြေအနေစောင့်ကြည့်တယ်လို့ကြားတယ်20ရက်နောက်ဆုံးထားပြန်ဆုတ်ခိုင်းတဲ့သတင်းကတော့ရှင်းပြောရရင်အခုချိန်ထိသဘောတူညီချက်မရသေးဘူး14ရက်နေ့လမ်းနေပိတ်တဲ့ကိစ္စတွေဖြစ်တယ်ဒီနေ့မှာတော့ TNL ဘက်ကတော့မိုးကုတ်နမ်လူဘက်ကနေပြန်ဆုတ်နေတဲ့ချိန်နဲ့တက်နေထူးထူးမဖြစ်အောင်လို့ကိုကတ်နေနောက်တစ်ခါမိုင်းရဲ့ဘက်မှာဝတွေလုံးလေးယူပေးထားတယ်တဲ့ပြောရင်တော့ဟိုပလောင်လေးစဆုပ်နေပြီပေါ့တစ်ဖက်မှာဒီမှာကိုကတ်နေကတော့ဟိုထောက်ထားသေးပဲပေါ့နော်အဲ့တော့ဖြစ်နေတွေ့ရတယ်အခုချိန်ကြီးတက်နေဟိုနဲ့ညှိလို့မပြီးသေးဘူးကိုကတ်နေနိုဝင်ဘာ20ရက်ဆုံးမလို့စောင့်ကြည့်မယ်ပေါ့နော်ပြီးတော့လူတွေပြန်စစ်တုံးကနေပြန်လှုပ်ပေးလိုက်ပြီဆိုတော့ကောင်းတယ်ကွနောက်တစ်ခုကလာရှိုးတက္ကသိုလ်ကလည်းအခုပြန်ဖွင့်มาရှိတော့ခင်ဗျာပွင့်လည်းပြောရင်တက္ကသိုလ်ကပြန်ဖွင့်မဲ့အချိန်မှာတိုက်ပွဲတွေပြန်ဖြစ်ရင်အဲ့ဒီလာရှိုးမှာပြောင်းတဲ့လူတွေဒုက္ခရောက်ကြမှာအဲ့တော့တချို့ကိစ္စတွေကတော်တော်ညှိရမယ်သဘောတော့ရှိတယ်ဒါပေမဲ့ဒီလူဘာဝနေတဲ့ကိုကန့်နေလူဘာဝနေတဲ့ဝတွေလူဘာဝနေတဲ့ပလောင်အုပ်စုတွေကိုတော့ကျွန်တော်တို့ကဘာလို့ဆိုတော့ဟိုပလောင်ဟိုဟာဖြစ်နေဟိုဟာဖြစ်ဆိုဖြစ်နေပြီဟိုကောင်ပလောင်တာဖုတ်ကြော်ပြောသလိုပြောမှာဖြစ်နေပြီသို့တော့ဒါတော့ကျွန်တော်တို့ပြောဘူးကျွန်တော်တို့ကဘာလို့ဆိုတော့ဘာလို့ထားလဲဆိုတော့ဟိုကွာမော့စကားပြောရင် note လုပ်ထားတယ်အဲ note လုပ်ထားတင်တယ်ပေါ့ note လုပ်ထားတင်တယ်ဘာလို့ဒီကောင်တွေကတမိုင်းမှာဒီလိုလုပ်ခဲ့ဘူးလေအတိတ်တမိုင်းတော့ဒီလိုခဲ့ဘယ်နှစ်ခုနဲ့ဘယ်တော့မှဘယ်လိုလုပ်ခဲ့ဘူးဆိုတော့မှတ်တမ်းတွေနောက်မျိုးဆက်တွေကိုလက်စိတ်ကမ်းပေးထားဒီကောင်တွေဗီဇာလုပ်ထားဖို့လိုတယ်အခုချိန်ထိလာချို့ချင်းနဲ့ညှိလို့မရသေးဘူးပြည်ပြည့်အကြမ်းဖက်မီဒီယာတွေနဲ့ပြည်ပြည့်အကြမ်းဖက်မီဒီယာတွေနဲ့ဒီ NUG ဘက်တော်သားအုပ်စုတွေမှာကတော့ NUG အုပ်စုမှာတော့ကိုကန့်အနေနဲ့စစ်တပ်နဲ့အဆင်မပြေဖြစ်တာကိုသူတို့ကြားချင်မယ်တိုက်တာခိုက်တာဆော်မှာလှော်မှာသူတို့ကြားချင်မှာပဲဒါပေမဲ့အဲ့ဒီသူတို့ကြားချင်တဲ့အဖြေကိုမထွက်အောင်ရောကိုကန့်နေပါအချိုးပြေသွားအောင်မြန်မာတပ်မတော်ကခဲတလုံးနဲ့ညှက်နှကောင်ထိအောင်တော့ပါပါနဲ့ပြစ်တတ်ဖို့လိုမယ်လို့ကျွန်တော်မြင်တယ်ဘာနဲ့ပြစ်မလဲဆိုတော့ခင်ဗျားတို့သိပါတယ်နော်ကိုကန့်နေဘာကြောက်တတ်လဲခင်ဗျားတို့သိပါတယ်ဝါရောဘာကြောက်တယ်လဲခင်ဗျားတို့သိပါတယ်ခင်ဗျားတို့လည်းသိတာမရှိပါဘူးဗျာခင်ဗျားတို့အသိဆုံးပါဝါဘယ်နေဘယ်ချက်ကိုကိုင်းလိုက်ဝါကြောက်လဲခင်ဗျားတို့သိပါတယ်ကိုကန့်ဘယ်ချက်ကိုကိုင်းသူတို့ကြောက်လဲသိခင်ဗျားတို့သိပါတယ်ပလောင်ကလည်းဘယ်ချက်ကိုကိုင်းခင်ဗျားတို့ရတယ်ဆိုခင်ဗျားတို့သိပါတယ်ခင်ဗျားတို့သိတယ်နော်မိုင်းလာလည်းဘယ်ချက်ကိုကိုင်းသိတယ်ခင်ဗျားတို့ဘယ်ချက်ကိုင်းနိုင်ဆိုခင်ဗျားတို့သိပါတယ်အဲ့တော့တိတိကြီးနဲ့ချက်ကောင်းကိုမကိုင်းသေးဘူးဆိုရင်တော့ဒီကောင်တွေစော်ကားတာခံရမယ်ပြည်ပြည်အုပ်စုတွေလှော်တာခံရမယ်အဲ့မှာအထက်မှာပြည်ပြည်အုပ်စုဖွာတာလှော်တာနဲ့ပဲရောထွေးပြီးတော့ဘာမှမသိတဲ့ဇာတ်လမ်းတွေဖြစ်ကုန်မယ်ပြီးရင်တော့ဟိုမတလို့ရတဲ့ဖြစ်ကုန်တယ်အဲ့တော့လာရှိုးမှာကြောင်းအောင်လည်းပြန်ဖို့မရှိနေတော့ဟိုဘယ်လိုပါနဲ့ဆိုတာညှိမလဲဆိုတော့တက်မတော်ခေါင်းဆောင်တွေရဲ့အရေးချင်းကိုကျွန်တော်တို့ကစောင့်ကြည့်မယ်နှစ်စုံနိုဝင်ဘာ20နောက်ဆုံးဆိုတော့စောင့်ကြည့်ကြဖို့စောင့်ကြည့်ကြပါစို့လို့ပြောရင်းနဲ့ဒီနေ့တော့ပါပဲအားလုံးပဲကိုယ်စားသိရှိပါတိုင်းပြည်ပေါ်စေနာမှန်ထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခုလော TV ပျော်နေတဲ့လူမိုက်လူရန်ကလူသက်အကြမ်းဖက်အားပေးသမားခမများဖြစ်နေသလားဆိုတော့ပြန်လည်မေးဖို့တော့ပါလို့ပြောရင်းနဲ့ good night